ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှာကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ရန်အတွက် subscribe လေးများအရင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ RFA နဲ့ BOA သတင်းဌာနတွေကိုဘာကြောင့်ဖြုတ်လိုက်တာလဲနဲ့ဘာတွေဆက်ပြစ်လာနိုင်မလဲစသည်ဝေဖန်သုံးသပ်ပြပြပါပြီတဲ့ယူဝမကင်မို့မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အခုအမေရိကန်ကနေပြီးတော့ထောက်ပံ့ခြင်းနဲ့သတင်းမီဒီယာနှစ်ခုဖြစ်တဲ့ RFA နဲ့ Voice of America ကိုအမေရိကန်အစိုးရကနေထောက်ပံ့ခြင်းမပေးတော့တဲ့အတွက်မြန်မာပိုင်းအစီအစဉ်တစ်ခုတည်းပဲဖျက်ဆီးလိုက်တာမဟုတ်ပါဘူး sorry ဖျက်သိမ်းလိုက်တာမဟုတ်ပါဘူးကြံတော့အဲ့ဒီ VOA ဆိုတဲ့ Voice of America ရဲ့ကြံတော့နိုင်ငံတွေကိုလွှင့်တဲ့ဥစ္စာတွေပါဖျက်လိုက်တာပါဗမာပြည်တယောက်တည်းကိုဗမာပြည်တနိုင်ငံတည်းကိုရွေးပြီးတော့ဖျက်ပလိုက်တာမဟုတ်ပါဘူးအခုကDonald Trump ပါတီက deep state cleaning လုပ်နေတဲ့အတွက် state တစ်ခုလုံးမှာရှိတဲ့ငွေထွက်ပေါက်တွေငွေယိုပေါက်တွေเนาะပြည်သူတွေကဒီကျမတို့ American ဆိုတာကအခွန်နဲ့လဲပတ်နေရတဲ့တိုင်းပြည်ပါအဲ့တော့အခွန်နဲ့မလိုအပ်တဲ့နေရာတွေမှာမသုံးဖို့အတွက် deep state cleaning လုပ်နေတယ်ဖြစ်တဲ့အတွက် VOA နဲ့ RFA ပါသွားတာပါအဲ့တော့free RFA ရော Radio Free Asia ဆိုတာကအာရှတိုက်အတွက်ဖြစ်တာမို့လို့မြန်မာပြည်နိုင်ငံတွေကိုရည်ရွယ်ပြီးတော့ပိတ်ပလိုက်တာမဟုတ်ပါဘူးBOA ဆိုတာ Voice of America ဖြစ်တဲ့အတွက်American ကနေပြီးတော့သုံးသက်ချက်တွေပေါ့နော်ဒီအတွက်လွတ်တာဖြစ်တဲ့အတွက်ဒါတွေဟာအစိုးရထောက်ပံ့ခြင်းနဲ့သွားတဲ့သတင်းမီဒီယာတွေဖြစ်တဲ့အတွက်သူတို့ကိုပိတ်ပလိုက်တာပါဗမာပြည်တပြည်တည်းကိုကွက်ပြီးတော့ပိတ်တာမဟုတ်ပါဘူးဒီမှာရှိတဲ့ကျန်တော့မင်္ဂလာပါငါသားလေးကျန်တဲ့ဟိုဟာမိုင်းကိုထုလို့လေထုဒီမှာ report ထုလို့အစိမ့်နေအဲ့နဲ့ဟို Facebook နဲ့တခါလဲလွှင့်ပြီးတော့ Facebook ကိုပြန်ပြီးတော့ဒီဘက်မှာဟို upload ပြန်လုပ်ထားတာအဲ့တော့ Voice of America ရော RFA ရောကနော် American ဆိုရကဗမာပြည်ကိုလွှင့်နေတဲ့တလိုင်းပြီးတော့တလိုင်းနဲ့ဟိုမြန်မာတွေကိုအလုပ်ဖြုတ်လိုက်တာမဟုတ်ပါဘူးเนาะဒီ station တစ်ခုလုံးမှာရှိတဲ့အလုပ်သမားတွေကို short ပလိုက်တာပါအဲ့တော့အဲ့ထဲမှာမြန်မာပိုင်းအတန်လွှင့်ဌာနမှာပါသွားတာပါတက်ကြီးဗမာတပြည်တဲ့ကိုတော့ရွေးပြီးတော့မင်္ဂလာပါသမီးရေဟိုတက်ကြီးသူတို့ကိုရွေးပြီးတော့လွှင့်လိုက်ဟိုအလုပ်ဖြုတ်လိုက်တာမဟုတ်ဘူးလို့သိထားဖို့လိုပါတယ် deep state cleaning ဖြစ်တဲ့အတွက်American ရဲ့အခွန်နေနဲ့လဲပတ်နေရတာဖြစ်တဲ့အတွက် American နိုင်ငံသားတွေကိုအကျိုးမရှိဘဲနဲ့ကျန်တဲ့နိုင်ငံသားတွေအတွက်အလုပ်လုပ်ပေးနေတယ်ဆိုပြီးတော့ဟိုတထေးကဝင်ရှုပ်တာနဲ့အဲ့ဒါတွေကဒါ American နိုင်ငံသားတွေနဲ့ American အစိုးရနဲ့သူ့ဘာသူပြန်ဖြေရှင်းလိုက်မယ်တိတ်ပြီးတော့ကိုယ့်အတွက်လို့တိတ်မတွေးတာနဲ့ BOA ဖြုတ်တယ်ဆိုရင်မြန်မာပြည်အတွက်သတင်းတွေဆိုတာထက်သိရမလားမြန်မာပြည်သတင်းဆိုတာထက်သူတို့သာသတင်းသမားအစ်စ်ဆိုရင် Star Stone လို့ပဲသူတို့ကသူတို့သတင်းတွေတင်နေရမှာပဲဟုတ်တယ်မလား volunteer လုပ်ခွင့်ရှိတယ်freedom of speech ကိုဖျက်ဆီးပြတာမဟုတ်ဘူးကွာသူဗမာတပြည်လဲကိုရွေးပြီးတော့ဟို Voice of America မှာရှိတဲ့ဗမာဟိုဒီဗမာ program တစ်ခုတည်းကိုပဲဖျက်ဆီးပလိုက်တာမဟုတ်ဘူးဒီ Voice of America တစ်ခုလုံးကိုအလုပ်ဖြုတ်တာဆိုတော့ကိုကိုရွေးပြီးတော့ကိုဗမာပြည်ကိုပဲရွေးပြီးတော့နှိပ်ကွက်လိုက်တာမဟုတ်ကြောင်းရှင်းလင်းမြင်ထားဖို့လိုပါတယ်နောက်တစ်ခုကသူတို့တော့ဘုရားတကာလို့ပြောတယ်ဆိုတော့16เนาะ16ရက်နေ့ကနော်ဒီမှာကိုရင်လေးတွေနဲ့ဦးစင်းနဲ့เนาะရှမ်းပြည်မှာဖြစ်သွားတဲ့မင်္ဂလာပါเนาะအဲ့တော့ပြည်သူတွေကเนาะပြည်သူတွေကဝေဝါးထွေပြဒွိဟဖြစ်နေတဲ့လူတွေပါအားလုံးသိထားဖို့ကเนาะကျမတို့တိုင်းပြည်တဲ့ဟိုရိုဟင်ဂျာတွေရောက်နေပါတယ်ဘင်္ဂါလီတွေရောက်နေပါတယ်
Islamic တွေရောက်နေပါတယ်ဆိုကျမတို့ကိုတက်ရှူသွေးခွဲလာတာလေနေရာစုံဒေသစုံပဲအလုံးတိကြပြီဖြစ်လိမ့်မယ်เนาะဒါကရိုဟင်ဂျာလည်းမဟုတ်ဘူးเนาะတရုတ်လည်းမဟုတ်ဘူးကလားလည်းမဟုတ်ဘူးထိုင်းလည်းမဟုတ်ဘူးတခြားဘသူမှမဟုတ်ဘူးရှင်တို့ရဲ့စင်ချောက်ကောင်လူထားတဲ့เนาะသာသနာပြုမင်းကြီးเนาะစင်ချောက်ကောင်သွားပြီးတော့လှူထားတဲ့ဟိုအယူကိုဘုံမြောက်ထားတဲ့เนาะလူယုံမှာတက်ကနေပြီးတော့ဘုံကြီးเจ้าကိုเนาะဂျက်လေရင်နဲ့ပြစ်ခတ်သွားတာပါเนาะအဲ့ဒီမှာသတင်းတုံးနေတဲ့ဦးစင်းရောကိုရင်လေးတွေပါเนาะပြည်သူတွေရောအများကြီးเนาะတေးကြီးပျက်စီးသွားပါတယ်เนาะလူတွေရဲ့အသက်တွေကိုစဒေးပြီးတော့ချနင်းပြီးတော့ရက်ဆက်ရုံမာတာဒါကဗဒတ်လည်းမရှိဘူးဗဒွတ်လည်းမရှိဘူးဒါဟာဒီတို့ကိုးကွယ်နေတဲ့ဗမာတပြည်လုံးမှာ percentage အများဆုံးကိုးကွယ်နေတဲ့ဗုဒ္ဓသာသနာကိုပြန်ပွားအောင်လုပ်နေတဲ့ဆရာတော်အေးချမ်းချမ်းနေတဲ့ကိုတော်เนาะနိုင်ငံရေးသမားလည်းမဟုတ်ဘူးเนาะအဲ့ဒီမှာရှိတဲ့ကိုရင်လေးကိုပါနဲ့ဦးစင်းနှစ်ပါးအဲ့ဒီမှာရှိတဲ့ဒကမတွေကပ္ပိယတွေပါအကုန်လုံးเนาะဘဝကူဝါကြပြီเนาะဒါတွေကထိုင်းလည်းမဟုတ်ဘူးတရုတ်လည်းမဟုတ်ဘူးအိန္ဒိယနိုင်ငံသားတွေလည်းမဟုတ်ဘူးနင်တို့ပြောတဲ့ဘင်္ဂါလီရိုဟင်ဂျာတွေလည်းမဟုတ်ဘူးနင်တို့ငါတို့အချင်းချင်းသွေးခွဲပေးတော့မယ်ဆိုရင်ရိုဟင်ဂျာတို့ရိုဟင်ဂျတ်တို့နင်တို့အမျိုးမျိုးလုပ်လို့ရှိတယ်ဒီမှာကြည့်ထားเนาะဒါဖုန်ကြီးเจ้าဗုဒ္ဓသာသနာငါတို့တိုင်းပြည်မှာထေရဝါဒအစစ်ရှိတဲ့ဖုန်ကြီးเจ้าเนาะအနာပေါ်မှာအနာဆင့်ပြီးတော့ငါတို့ရဲ့ရင်ဘတ်တွေကပြန်ကွဲနေပြီเนาะအဲ့တော့ဗဒတ်တွေဗဒွတ်တွေလာပြီးတော့လောက်ကြတယ်အဲ့တော့ဒီဘက်မှာလည်းဘာတွေဖြစ်နေကြရလဲဆိုတော့ကျမတို့လည်းအခုမှပဲကျမတို့ကအစိုးရကထောက်ပံ့နေမှန်းတော့သိရဘယ်လောက်တွေထောက်ပံ့နေမှန်းတော့မသိဘူးအမေရိကန်အစိုးရကမြန်မာပြည်ကိုထောက်ပံ့နေတယ်ဆိုတာတော့သိရကြားတယ်ပေါ့နော်ဒါပေမဲ့ USAID ဆိုတဲ့အရာပျောက်သွားတော့မှပဲမြန်မာပြည်နယ်စပ်ကိုနော်မြန်မာပြည်နယ်စပ်ကိုမြန်မာဒုက္ခသည်တွေအတွက်အမေရိကန်အစိုးရသုံးစွဲနေတာဒေါ်လာတန်း200ရှိတယ်အဲ့လိုနေရာမှန်းသိလို့လွမ်းလိုက်တာဒီမှာကြည့်ပါဦးဒါကျမ25နှစ်မတွေ့ရတဲ့ပန်းလေးပါနော်အဲ့တော့တင်းညံနေဦးတူးဖို့တွေစကားတင်းညံပဲရောက်သွားတယ်အဲ့တော့မြန်မာနယ်စပ်မှာအားရโอเคခုနတားပြောတော့မဟုတ်လားOkay, thank you for calling me. And cash ပဲသုံးရတာသူတို့ကဂျူးနဲ့ Chinese ကသူတို့ရဲ့ cash တွေပဲသုံးတာသူတို့ရဲ့ credit card တွေ debit card တွေဆိုရင် government မြင်လို့ check လုပ်လို့ရတယ်သူတို့ income ကိုလူမပြချင်ဘူးအဲဒါကြောင့်မလို့ Okay, I see you soon. Okay, bye bye. သူ့ဘွားတွေအိမ်ကနေပြီးတော့သူ့အိမ်ကိုပြန်ရောက်ပြီဆိုတဲ့အကြောင်းသတင်းပို့တာတားတော်မောင်သူတို့ဒီ USAID ဆိုတာမရတော့မှာပဲကျမတို့တိုင်းပြည်ကိုဒီ X စာတန်း200တောင်မှပေးတယ်ဆိုတာခုမှချားဘူးလေကျမတို့တိုင်းပြည်ကအတွင်းထဲကလူတွေဆိုတာတကယ်ဟိုတနာစရာကောင်းတဲ့အတိနဲ့ပြီးဟိုဟာဖြစ်ကြတာအဲ့ဒီအခုဒီခုနလေးနဲ့တွေးလိုက်တဲ့ post တစ်ခုကိုပြောချင်တာမျိုးရံအောင်သိန်းဆိုတာပတ်စံမရရင်ပွဲမကနိုင်ရင်ပတ်စံမရရင်ပွဲမကနိုင်တော့မျက်နှာပန်းကမလှတော့ပတ်စံမရတော့ပွဲမကနိုင်တော့ပတ်စံမရဒီလိုကာလမှာပတ်စံနဲ့သူတို့တဖွဲ့သေးတာလေသူတို့ NUG plus သူတို့ lobby တွေဒါလေကျမတို့တော်လန်ကြီးကိုကဲတင်ရှင်မာတိုးပြီးတော့နတ်ဖျားတွေလိုမျိုးကျမတို့ဟာနုကြည်ပေးငွေကြက်တောက်ရည်နတ်အုံးရွှေချပြန်မရတဲ့နော် NUG ကိုပေးလိုက်တဲ့ပတ်စံတွေဟာဟိုတုန်းကဆိုဒါရှေ့နေတွေကိုပြောတာရှေ့နေတွေကိုဘာစကားသုံးလဲဆိုရှေ့နေပေးငွေကြက်တောက်ရည်နတ်အုံးသီးကိုရွှေချရင်ပြန်မရတော့ရွှေသာကုံသွားတဲ့နတ်အုံးသီးပဲခွဲစားလိုက်ရင်အဲ့အုံးသီးခွင်ကြီးလွတ်ပလိုက်ရတာပဲဖတ်တယ်အဲ့တော့
အခုကျမတို့ဒီတော်လိုင်းကာလမှာဖြစ်လာတဲ့စကားကကြတော့နုကြည်ပေးငွေကြက်တော့ရေနှက်အုံးရွှေချပြန်မရတဲ့နော်အဲ့တော့အန်ယူဂျီကိုပေးရတဲ့ပတ်စံကနော်စရင်လည်းမပြနိုင်ဘူးရှိတော့ရှိတယ်မရှိဘူးဟိုဒီ Dragonfly ဆိုရင်လည်းရှိတော့ရှိတယ်မရှိဘူးဟိုဟာဆိုရင်လည်းရှိတော့ရှိတယ်မရှိဘူးပြလို့ကမဖြစ်ဘူးဘာဖြစ်လို့လဲမင်းအောင်လိုက်သိသွားမယ်အဲ့အခု2024မှာကဟိုလူဖော်ဒီလူဖော်နဲ့ကွင်းကွင်းကွက်ကွက်တွေမြင်လာတဲ့ခါမှာ USA ကလည်း200ကျော်ရတယ်နော်ဒါကတော့ကျွန်မသိတဲ့တခုတည်းသော USA ဘယ်ကိုသွားလဲဆိုရင်သိတယ်တခုကတော့ဒီကျွန်တော်တို့ကရင်ပြည်နယ်တို့ဘာတို့မှာဖြစ်တဲ့စစ်ပွဲတွေမှာဒဏ်ရာရရဲဘော်တွေရှိပါတယ်အဲ့ဒီဒဏ်ရာရရဲဘော်တွေကိုအကြီးစားခွဲစိတ်မှုနော်ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့အင်းစိန်မင်္ဂလာတုံစစ်ဆေးရုံတလို့မျိုးပဲဒီဘက်မှာအကြီးစားခွဲစိတ်တဲ့ဆေးရုံရှိပါတယ်ဒါဒီကဖြစ်တာတဲ့တိုက်ပွဲတွေကနေပြီးတော့4Kတို့ဘာလို့ဖြစ်တဲ့ခါကျရင်အဲ့ဆေးရုံကြီးကိုပို့ရပါတယ်နော်အဲ့ဆေးရုံပို့တဲ့ခါကျရင်အဲ့ဆေးရုံကဒီ support နဲ့ပဲခွဲစိတ်ရပါတယ်အဲ့မှာရှိတဲ့ဆရာဝန်တွေကတော့အရန်ဟိုကုသိုလ်လည်းရတယ်သူတို့ experience တွေလည်းအရန်များပါတယ်မြန်မာပြည်မှာမျက်စိဆရာဝန်တွေလာတယ်လို့မျိုးပဲပေါ့နော်သူတို့ကုသိုလ်ရတယ်ဒီမျက်စိလေရင်ကြီးတွေလေမျက်စိဆရာဝန်တွေ Airbus ကြီးနဲ့အကြီးပဲ Airbus အကြီးပေါ်မှာ operation theater တွေပါလာတယ်အဲ့ဒါတွေအကုန်လုံးကဆရာဝန်တွေလည်း experience ရမ်းရတယ်လူနာတွေလည်းအများကြီးအောင်မြင်စွာခွဲစိတ်နိုင်လိုက်တယ်เนาะဒီလိုမျိုးပဲကျမတို့နယ်စပ်မှာဒီမြန်မာပြည်နယ်စပ်မှာဆိုလဲဒီစစ်နဲ့ဖြစ်လာတဲ့ဒဏ်ရာဒဏ်ချက်တွေအကုန်လုံးကအဲ့ဒီမှာစက်ကရိယာအစုံနဲ့ X-ray ဆက်ဘာဆက်ညာဆက်အကုန်လုံးနဲ့ခွဲစိတ်မယ်ဖြတ်တောက်မယ်လိုအပ်တဲ့အတုတွေပါထည့်ရမယ်ဆိုထည့်ရမယ်ဒါတွေအကုန်လုံးကဒီပတ်စံကပေါ့နော်ဒီ USX ဆိုတဲ့ဥစ္စာကျွန်မသိတဲ့တခုတည်းသောနေရာကတော့အဲ့ဒီခွဲစိတ်တဲ့နေရာပေါ့ကျန်တဲ့မီလီယံပေါင်းမြောင်များစွာတော့ဘယ်ဒေသဘယ်ရောက်သွားလဲတော့ကျွန်မလည်းမသိဘူးသိတဲ့တခုတည်းသောနေရာတော့အဲ့နေရာပဲနောက်တစ်ခုကဒီကျောင်းလေးတွေဖွင့်ထားတဲ့နေရာလေးတွေပေါ့နော်အဲ့ဒါကဒါကျွန်မသိတဲ့ကျမရေးနဲ့ပညာရေးနဲ့နှစ်ခုပဲကျွန်မသိပါတယ်ပြီးရင်အဲ့ဒီအကြီးစားခွဲစိတ်မှုကိုအဲ့ဒီထောက်ပံ့ရေးရတဲ့ Red Cross တို့ဒီလိုမျိုးဟိုဆေးရုံတွေကကုသပေးလိုက်ပေမဲ့နောင်ပြတဲ့ဆေးကန်းပြတဲ့ဥစ္စာတွေရှိပါတယ်เนาะဆရာဝန်နဲ့အမြဲတမ်း appointment လုပ်ပြီးတော့သူတို့ရဲ့ခြေထောက်တွေသူတို့ရဲ့ဟိုပျက်စီးသွားတဲ့နေရာတွေကို check up လုပ်ရတာကြတော့ပြည်သူရဲ့ support နဲ့တွားတာပါเนาะအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ဆွေးနွေးရစရာတော့မရှိဘူးဘာဖြစ်လို့ဆိုတော့ဒီနေဆက်မှာเนาะအနောနေကြီးစေကန်းကတော်တော်လေးကိုအောင်မြင်တယ်အခုဆိုရင်အလူရှင်တွေရဲ့စူးစမ်းအားထုတ်မှုရဲ့အနောတို့ရဲ့ management ကောင်းမှုရဲ့ကြောင့်ဒီကလေးတွေပေါ့เนาะဒဏ်ရာရရဲဘော်တွေအရင်တော့ဆိုရင်ဟိုတဲလိုဘာလိုဟိုအဲ့လိုနေရာမျိုးတွေမှာရိုးဂရင်အဆုတ်ကလေးတွေနဲ့ကုပစ်ကလေးပေါ်မှာဟိုဖျောင်းမဆိုးလေးခင်းပြီးတော့နေရာကနေပြီးတော့အခုအလူရှင်တွေရဲ့ကျေးဇူးနဲ့အခုဆိုရင်အဆောက်အုံနေပါတယ်သူတို့ကွင်းပြင်ထဲမှာအဆောက်အုံတွေပါတယ်တော်တော်ဖြစ်သွားပြီဒါတွေကတော့ဒီဥဆောင်သူရဲ့တမတ်ရှိမှုတွေပါတယ်နဲ့ပေါင်းဆက်လိုက်ပြီးတော့အလူရှင်တွေကလည်းကမ္ဘာနိုင်ငံသီးသီးမှာရောက်နေတယ်အလူရှင်တွေကလည်းငတုံးငတငအားတွေမဟုတ်ဘူးဘယ်နေရာအလုံးလုံးနေလဲဘယ်နေရာတကယ်အလုံးလုံးနေလဲဆိုတော့ရုပ်ရှင်မင်းသမီးတွေကမှမြင်းသားမြင်းသမီးတွေကဆာမှာပုံတန်နဲ့ပြောတာအကုန်လုံးကဘသူဒီအလုံးလုံးတယ်ဘသူဒီဘတ်လဲမဘတ်လဲဆိုတာကအကုန်လုံးကသိတယ်ဒီခွက်ခောက်ရေးခွက်ပြောက်ရေးတွေကကြတော့သူတို့အချင်းချင်းတော့တားဆီးလုံးတာကျမတို့ဟိုဝင်လာတဲ့လူမှန်သမျှကိုအသေးရေဖြတ်ရင်ဖြတ်မယ်မဖြတ်ရင်စုပ်ပြတ်တက်နေတဲ့ဇလန်းပေါ်မှာနားဆင်စရာဘယ်ကဇလန်းတွေဘယ်က story တွေမှန်းလည်းမသိဘူးဟိုယူလာကြတယ်အခုသူတို့မှာဘာဖြစ်နေရလဲဆိုတော့မျိုးရနောင်သိန်းကဒီပန်ဆယ်လို့အမှုကိုတင်တဲ့ဥက္ကမင်းထွန်းကိုဟိုတနေ့ကဘာတွေလဲမသိဘူးအရှေ့ကြီးပဲရေးတယ်စာအရှေ့ကြီးပဲမျိုးရအောင်တောင်မျိုးရနောင်သိန်းဆိုတာကပတ်စံမရရင်ပွဲမကောက်ပွဲမကရင်မျက်နှာပန်းမလှတဲ့လူโอเคသူ့ကိုပတ်စံဒီလိုသူတို့တွေကတော်လန်ရေးလုပ်နေတယ်ဆိုတော့သူတို့တွေကတရဇက်တဲ့တနေရာတွေကိုတရဇက်တဲ့တွားနေတဲ့လူတွေမဟုတ်သူတို့ပတ်စံလာပေးတော့မှသူတို့ကစပီကောက်လုပ်တာခင်မိုးတို့တွေဆိုတာကကိုရိတ်ခါနဲ့ကိုစပီကောက်လုပ်တာဘယ်သူထမိန်နားမှလည်းခိုမစားဘူးဘယ်ရွာသူကိုပြုတ်စားမှလည်းမခံဘူးခင်မိုးတို့တွေတွားတဲ့လမ်းက
ကဲလို့ဥက္ကမင်းထွန်းဟာသူတို့အုပ်စုကဆွဆွဲသလိုတော်လိုင်းဆွဲချဆိုရင်တော့အစားဆုံးတွေ့မဲ့လူကတော့ဒေါခင်မိုးနဲ့ပဲကျန်တဲ့လူနဲ့တော့တွေ့စရာမရှိဘူးအဲ့ဥက္ကမင်းထွန်းအတရေဖြတ်အမျိုးစုံကျမကိုဟိုတလောလုံးကဒုက္ခပေးသလိုပဲလင်းတကာနဲ့ပေးစားသလိုပဲဥက္ကမင်းထွန်းအခုသူတို့ဝိုင်းပြီးတော့ဝိုင်းတောက်ဖြုတ်နေကြတယ်ဒါကကျမအခုလက်တလောမှာမြင်ရတဲ့အသွင်သဏ္ဍာန်ပေါ့ကျမတို့ပြည်သူတွေကစင်းရဲစုပ်ပြက်ပြီးဘဝတွေရောအသက်တွေရောသွေးချောင်းစီးနေတဲ့အချိန်မှာအညာမှာလူ9000သေသွားတဲ့အချိန်မှာတိုက်ဆောက်ကားစီးနေတာအတိတ်ပဲမရှိဘူးဒါဟာရိုးရိုးမဟုတ်ဘူးတခိုးလို့မပြောပဲကာတဲ့အတွက်မျိုးရနောင်သိမ်းမှာတခိုး that's it နော်နင်တို့အားလုံးဝန်းရံပြီးတော့ခိုးနေတဲ့အတွက်ငါတို့တိုင်းပြည်အခုလိုမျိုးမလို့အပ်တဲ့ပြဿနာတွေနော်ဒီအညာမှာစပြီးတော့နင်တို့သွေးထိုးလိုက်တဲ့အတွက်ရဲဘော်စင်မကြီးပျောက်ဆုံးသွားမှုကအစအဲ့နင်တို့ရဲ့မယိုးသားမှုနင်တို့တော်လန်ရေးပေါ်ရိုးသားတယ်ဆိုရင်ငါတို့လိုပဲရိုးရိုးပဲမြင်ပြီးတော့ရိုးရိုးပဲကြင့်ပြီးတော့ရိုးရိုးပဲလှူလိုက်ပါငါတို့ပြည်တွင်းထဲကိုငါတို့နိုင်ငံတကာလှူထားတဲ့တန်းတရာဆိုရင်ပြည်တွင်းထဲကို80ရာခိုင်နှုန်းရောက်အောင်တန်း80ဆိုတဲ့ပတ်စံဒေါ်လာတန်း80ဆိုတဲ့ပတ်စံဒေါ်လာတန်း80ကိုမြန်မာငွေ4000နဲ့ပဲမျှအောင်ဟိုခေတ်ကပထမ2300 2500လောက်ကဆိုရင်2500 2300လောက်နဲ့ပဲမျှအောင်နင်တို့မရိုးသားလို့နင်တို့ဆွေမျိုးတွေကြာကန်တရွာလုံးစင်ကာပူမှာရှိတဲ့တငယ်ချင်းရောဟိုဘယ်နိုင်ငံမှာရှိတဲ့တငယ်ချင်းရောနင်တို့ဂျိုးဘိုင်ဒန်ရဲ့တကယ်အချိန်ကောင်တိုင်းပြီးတော့ကူလို့ရရသားနဲ့နင်တို့ဆွေမျိုးတွေနဲ့နင်တို့ဒီမှာနင်တို့ရဲ့ territory နင်တို့ရဲ့ empire ကြီးချဲ့ပြီးတော့ဟိုနားလေးကိုဒေါ်လာ1000လောက်ပေးလိုက်ခင်မိုးဆဲလိုက်စမ်းအဲ့ကောင်မှတိတ်ပါဆက်ကျဲတယ်တွားဆဲလိုက်ဥက္ကမင်းတို့ငါတို့အတိုင်းနဲ့ဥက္ကမင်းတို့အတရေဖြတ်လိုက်စမ်းရဒေါ်လာ1000သူများပတ်စံနဲ့အန်းတာပေါ့ငါတို့တော့မအန်းနိုင်ဘူးငါလာကနဲ့ငါလာစားနဲ့ငါမအန်းနိုင်ဘူးဘယ်ကောင်မှလည်းမအန်းနိုင်ဘူးရိုးလူလည်းမအန်းနိုင်ဘူးငါ့ကိုလော်ဘီလုပ်ပေးပါဆိုပြီးတော့လည်းဘယ်သူမှမအန်းနိုင်ဘူးငါ့ကိုဆဲတဲ့လူတွေကိုဟဲ့ငါ့ကိုဆဲနေတဲ့ဝိုင်းဆဲပေးကြပါဦးဆိုငါမအန်းနိုင်ဘူးငါလာကစားโอเคငါရုံးကရတာဒေါ်လာ4000ငါအခြားအလုပ်ကလုပ်တာ2000 tax ပေးလိုက်ငါတို့သားမီးနဲ့3000လောက်မကြအောင်အဲ့ဒေါ်လာ3000လောက်မကျန်နဲ့ငါးလားစာလေးနဲ့ငါဟိုလူမအန်ဒီလူမအန်နိုင်ဒါဟာရိုးသမားပုံမှန်တွေးပုံမှန်သမားဒီလောက်ပဲသူ့မှာ limit ရှိတယ်သူ့ရဲ့အိမ်လားကရှိတယ်သူ့ရဲ့မီတာကရှိတယ်သူ့သားရှေ့ရေးရှိတယ်ဒါဟာငါတို့ရဲ့ limit ပဲတခိုးတွေဒါတခိုးခိုးချင်းရိုင်းပေးတာတခိုးချင်းလာရအောင်လုပ်တာနင်တို့၄နှစ်တာကာလဟာဒီမိုကရက်ရဲ့ငါတို့တိုင်းပြည်အပေါ်တန့်ညာထားတဲ့အချိန်၄နှစ်ဒီမိုကရက်ပါတီစီကနင်တို့ယူသွားတာနင်တို့အမျိုးအဆွေတွေနဲ့သူတို့ရဲ့ empire ချဲ့ဖို့အတွက်နိုင်ငံတကာမှာဘသူဒုက္ခရောက်သူတို့စောက်ကျူးစိုက်တာမဟုတ်သူတို့ empire ကျယ်လာဖို့အတွက်ဒီတိုင်းပြည်ကိုခေါ်လာတာတခိုးကိုင်းကြားဖြန့်ကိုင်းຫນွေဦးဆိုတာရိုးကြားဖြန့်မဟုတ်ဘူးနော်စောကြောင်လို့ဘဲကြောင်လို့တရုတ်တွေဟိုမှာကြားဖြန့်လုပ်တယ်ဒီမှာကြားဖြန့်လုပ်တယ်ဆိုတာသူတို့လုံနိုင်ရင်မိသားစုတစုပဲပြက်စီးမှာနင်တို့လုံလိုက်တာအညာတက်ခွေမီးလောင်တယ်ပြည်သူပြည်သားတွေမျက်ရည်ပေါက်ကြီးငယ်နဲ့နောက်အစိုးရတစ်ခရက်ကိုမျှော်နေတာငါတို့ပဲအစိုးရငါတို့ပဲကူငါတို့ပဲအားကိုနင်တို့ကဥရှင်ကြီးမတင်ဥရှင်ကြီးကအပြစ်ဒဏ်ပေးမဲ့လူမျိုးတွေနင်တို့ဒီလိုဇလန်းနဲ့ဒီလိုရိုက်သွင်းပြီးတော့ဒီ social media နဲ့ပဲနောက်တယောက်ပေါ်မလာနဲ့ဥက္ကမင်းထုံးဆွဲချမယ်ဥက္ကမင်းမောင် discriminate လုပ်တဲ့အချောက်ဆိုပြီးတော့အမျိုးစုံပြောတယ်သူလည်းအစိုးရတွေဒီစစ်တပ်နဲ့ဆက်နွယ်နေတဲ့အတွက်မခင်မို့လို့သွားမဆက်ဘူးစကားတွေသွားလည်းမပြောဘူးပြိပဒါတွေလည်းမပြောဘူးနာမည်ကြီးလို့လည်းဘယ်သူမှမနိုင်ဘူးကိုယ့်နေရာမှာကိုရက်ပြီးတော်လိုင်းရေးသမားတွေကိုအေးချမ်းချမ်းဒီလိုထောက်ပံ့မယ်ပြည်သူပြည်သားတွေမီးလောင်မြေရောက်ရင်ရေဘေးဆိုရေဘေးမီးဘေးဆိုမီးဘေးနော်အခုဆိုရင်ဟိုမြန်မာဒီမိုကရေစီ support ဆိုတဲ့နေရာမှာလည်းရန်ဖြစ်နေကြတယ်ဒေါ်နယ်ထရန့်နဲ့ဟိုအဖွဲ့နဲ့ဒေါ်နယ်ထရန့်ကပါတဲ့လူတွေလည်းမျက်စိလည်းမပြသွားဘူးသပင်တွေလည်းရွှေအောင်ဖြစ်မသွားဘူးသူတို့လည်းဘာလို့ထရန့်နေလဲငါလည်းမသိဘူးကိုယ်တိုင်းပြည်ထက်တော့ငါဘယ်သူမှပုံမချစ်ဘူးငါတိုင်းပြည်ဒုက္ခရောက်နေတာဒေါ်နယ်ထရန့်ကြောင့်လည်းမဟုတ်ဘူးမအေလို့ကြောင့်မအေလို့ပဲငါအဓိကပဲဒေါ်နယ်ထရန့်၄နှစ်တာကာလကြာရင်သူ့အစိုးရနဲ့သူ့လူမျိုးနဲ့နော်ဒီမှာအလကားထားလို့မရဘူးအစိုးရဝန်ထမ်းတွေဟိုတလောကဖြုတ်လိုက်တယ်အခုပြန်ခန့်ရတယ်ဒေါ်နယ်ထရန့်ရဲ့ဥပဒေဆိုတာမင်းအောင်လိုင်းဥပဒေလိုပဲဒီလိုနော်
ငါတို့တွေပါ American PDF တွေပါတွေဝင်ရတော့မလားမသိပြောချင်တာသူ့တိုင်းပြည်ကသူ့ပါသူတဲ့နေရာဒီမိုကရေစီခိုင်ပြီးတာသူဥပဒေသူပြင်လို့မရသူလှုပ်ချင်လို့လှုပ်လို့ရတဲ့နေရာမဟုတ်ဘူးကဘာကြီးတဲ့တာသူပြဿနာဖြစ်မှာသူရဲ့ deep state cleaning လုပ်နေတာဒါငါတို့ဒီတွေကတထေးနိုင်ငံကသူ့ပါသူအကျွေးဘယ်နှတန်းရှိတရုတ်ပြည်နဲ့ပဲအကျွေးဘယ်လောက်ရှိ none of your business နင်တို့ကကိုလူမျိုးချင်းကို Busman ပေးခံနေရတာနင်တို့နဲ့ Donald Trump နဲ့လည်းဘာမှမဆိုင်ဘူးနော်ဂျိုးဘိုင်ဒန်ကလာငါတို့ပေါ်ညာထားတဲ့အမေနဲ့လည်းတွေ့ဘူးတဲ့ဒီအစိုးရလက်ထက်မှာနော်အာယုံနဲ့ရှောက်ပါအာယုံ6ပါရှောက်ပြောင်းတယ်နော်ဒေါ်နယ်ထရန့်နဲ့ဘာမှမဆိုင်ဘူးတော်လန်ရေးဦးဆောင်နေတဲ့တော်လန်ရေးညီကိုတွေတော်လန်ရေးသမားတွေဘာလို့တတ်မှတ်ထားတယ်နင်တို့ကဘာမှဒေါ်နယ်ထရန့်တို့ BOA တို့ RFA တို့စိတ်ပူမနေနဲ့ RFA ကလူလဲသူ့ဘာသူအလုတ်ပြုတ်သွားရင်6လစာအလုတ်ပြုတ်သွားပါတယ်ဆိုပြီးအလုတ်နော် welfare တောင်းစားလို့ရတယ်ငါတို့စီမှာ6လ unemployment ဆိုတာရှိတယ်သူဟာ tax payer ဖြစ်တဲ့အတွက်သူ့ကိုတနေရာကအလုပ်ဖြုတ်လိုက်6လထမင်းထိုင်မငတ်ဘူးထမင်းမငတ်ဘူးချွေချွေတာတာစားရင်အိမ်အောင်မှသွားဝယ်လို့ရတယ်ချွေချွေတာတာစားရင်နေမြို့လေးတွေမှာပေါ့နယူးယောက်မှာတော့မရနေမြို့လေးတွေမှာအဲ့ဒီချွေချွေတာတာစားရင်အဲ့ပတ်စံနဲ့အိမ်အောင်ဝယ်လို့ရတယ်တနာပုံမနေနဲ့သူတို့ကသူတို့ပြုတ်သွားတယ်သတင်းကြေညာမဲ့ CNN သတင်းတွေပါတွေတွားကြည့်သူတို့ကသူတို့အဲ့ဒီ VOA RFA ကနေသူတို့အလုပ်ပြုတ်လာတယ်ပဲထားလိုက်သူတို့ကသူတို့သတင်းသမားအစ်စ်ပါဒါကရမရတိုင်းပြည်ကိုချစ်ပါတယ်ဆိုသူတို့ကသူတို့စတားစတုံးလို့အလုပ်တစ်ခုလုပ်ပြီးတော့ကာဥပမောင်းပဲဖြစ်ဘာပဲလုပ်လို့သူတို့ကသူတို့လုပ်ပြီးတော့တိုင်းပြည်အတွက်သတင်းထုတ်ပေါ်ရလို့ရတယ်နော်ဟိုဘာသတင်းညာသူတို့ကသတင်း source တွေဘယ်ကလာလဲဆိုတာလဲသိပြီးသားသူတို့တာတိုင်းပြည်ကိုစေတနာအစ်စ်ရှိတယ်ဆိုရင်သတင်းသမားမှာရည်ရွယ်ချက်က2မျိုးပဲရှိတယ်ထမင်းစားတာရယ်သတင်းနိုင်တာရယ်ဒါပဲရှိတယ်ဘသူသေးတာတွေရှင်တာတွေတိတ်ပြီးတော့ချစ်တာမဟုတ်နော်အဲ့စတားဆုံးတို့ဘာဖြစ်လို့အလုံးထွက်လဲစကားငါတို့လိုမျိုးအများကြီးတဲ့တဲ့ကြီးပြောချင်လို့နော်အဲ့တော့စတားဆုံးသူ့ကိုထိခိုက်တဲ့အချိန်ကျတော့စတားဆုံးကိုဘာပြောလဲစိတ်တောက်ရှူတဲ့ကောင်နော်မင်းအောင်လိုင်းကိုယ်တိုင်တိုင်းပြည်ထဲမှာ drug တွေရောင်းနေတာ drug တွေလုံနေတာတန်းရွှေမိသားစုကိုယ်တိုင်ဘေးမြူတွေသဲနေတာဒီတိုင်းပြည်ကလူတွေစီကဘာများမျှော်လင့်ချင်တာလဲကွန်းစားလဲဒါ drug ပဲကွန်းစားလဲဆိုတော့လဲအဲ့ထဲမှာဘာမွှေးတွေညာမွှေးတွေဘာဗမာဆေးညာဆေးဝီးလေးငါတို့ဆိုအန်ထွက်တာကွန်းဆေးထက်စားဖို့ပြောနေရိုးကွန်းစားရင်တော့ငါတို့မှအန်ထွက်တာနော် drug နဲ့ယောက်ျားလေးနဲ့ဆိုတာက45% မကတယ်ဗမာယောက်ျားလေးတွေက drug နဲ့အမြဲတမ်းညှိနေတာဆိုတော့ तू ဘာလုပ်လဲဒီသူ့စကားကိုမယုံနဲ့ तू ကဆေးသမားခင်မိုးစကားကိုမပြောနဲ့ तू ကလင်နာယူအခုဥက္ကမင်းထုံးဘာပြောလဲဥက္ကမင်းထုံးဟာတဲ့အိမ်လာကပေးစရာမရှိလို့တဲ့ तू အိမ်လာကပေးစရာမရှိဘူးဆိုတာ तू တဘာဝအတိုင်းပဲမိသားစုနဲ့အစင်မပြေလို့တခုခုအစင်မပြေလို့ तू ပါ तू အိမ်လာကပေးစရာမရှိတာအဲ့ဒါလဲ तू တဘာဝရ तू ပါ तू အစင်မပြေလို့ဖြစ်တာခိုးတာပြည်သူကပြည်သူကိုပေးတဲ့ပတ်စံကိုဖြတ်ပြီးခိုးတာတခိုးပဲအဲ့ဒါကြားဖြတ်ရိုးတော့မဟုတ်ဘူးခိုးရဆိုတာသူများအိမ်ကကျမပတ်စံချီးပါရှင်3000လောက်ချီးပါကျမဒီမှာလုပ်ငန်းလေးတစ်ခုလုပ်เสียရှိလို့ငါ6ရောင်းလို့ငါပြီလေးရောင်းခြင်းလို့ငါ6ကလေးရောင်းခြင်းလို့3000လောက်ချီးပါဆိုဟိုကတော့ယုံကြည်နေကဲရော့ခင်မိုးရေရော့3000ချီးတယ်အတိုးတော့မမှန်ဆက်နော်နေငါယုံလို့ပေးတာဆိုချီးလိုက်ပြီးတော့စီးပွားအစင်မပြေလို့ဘာဖြစ်လို့ညာဖြစ်လို့ဆို3000ကြီးပိုက်ပြီးထွက်ပြေးတယ်ဆိုဒါဟာအကျွေးရှင်နဲ့သူနဲ့2ယောက်တည်းပဲဖြစ်တဲ့ပြဿနာနော်သူ့ရဲ့ credit နာမည်ပြတ်သွားမဲ့3000ခိုးတဲ့လူဟိုလူကလည်းချီးတယ်လူဒီကိစ္စကသူ့ကိစ္စကိုကိစ္စ2ယောက်တည်းနဲ့ပြီးသွားမှာဒီလိုတိုင်းပြည်ကသွေးထွက်နေလို့တိုင်းပြည်ပြည်ပမှာရှိတဲ့နိုင်ငံခြားရောက်တွေ middle class တွေကလေလှူထားတဲ့ဟာကိုဟိုလိုဒီလိုအဖေနာမည်နဲ့လည်းယူညီမလေးနာမည်နဲ့လည်းယူတော့ဆိုတော့ဒါကသူ့ကိစ္စမဟုတ်တော့နော်ဘေးနာထိုင်ကြည့်လို့မရတော့တဲ့လူတွေရဲ့ကိစ္စဖြစ်လာပြီโอเคမင်းအောင်လန်ကိုတိုက်တာပါအကြောင်းပြပြီးတော့နော်အကြောင်းပြပြီးတော့ပြည်သူတွေကိုလက်တလုံးကြားလုပ်ပြီးသူတို့ပဲကယ်တင်ရမယ်သူတို့ပတ်စံမရှာနိုင်တော့တဲ့အတွက်ဒီဥက္ကမင်းထွန်းတို့ဝမဲတို့နော်ဒီတပ်ပါတီအုပ်စုသူတို့ကြောင့်ပတ်စံမဝင်တော့ပတ်စံမရတော့ပွဲမကနိုင်ငါတို့လည်းတို့မပေးနိုင်တော့ USA ကမလာလို့ငါတို့လည်းတို့မပေးနိုင်တော့ဆိုဒီလိုဘာလုပ်နေလဲအဲ့4နှစ်တာကာလမှာ
နော်ပတ်စံမရတဲ့ချိန်ကမှနော်ရုပ်တွေဟောဘလောက်အမောင့်နေရောဆိုအထွက်လာတာဒီစကားတွေကမင်းအောင်လိုင်းကြားရင်တိတ်သဘောကျမယ်စကလုံးတွေသူတို့ကတွင်းထွက်တွေနဲ့စောက်ရမ်းထောနေတာစောစောတွေကကပ္ပစတွေရှိတဲ့နေရာတွေတည်ရကပ္ပစတွေကိုမရှင်းထုတ်ဘူးစောစောတွေကငှက်ကဘယ်နားမှာရက်နေလဲအန်ဒီမီမီဝင်းဘက်ကိုယ်တိုင်ပြောသွားတာငှက်ဆိုတာမူလီတစ်ချောင်းပြုတ်နေရင်တော့မှငှက်ကပြန်လို့မရဘူးအဲ့ဒီငှက်တွေလုံးဝမရှင်းနိုင်ဘူးသူများရှင်းပြီးသားနေရာတွေမှာလက်ကြီး3ချောင်းထောင်ပြီးတော့ငါမနေ့ကသွားတွေ့ခဲ့တဲ့လူ3ယောက်ကိုငါအရန်အားနာတာပဲရှက်လဲမရှက်ကြဘူးလားမသိအဲ့လူတွေ3ယောက်ကိုနယူးယောက်ကလူတွေကစတချို့သောလူတွေကိုယ့်ဘာကိုရင်တော့ပုံမှန်လေးအိမ်လာကပေးနိုင်ုံလောက်ကနေအိမ်နေပါလေဖြစ်သွားတယ်နော်ကြိုင်ကားတွေပါလေဝယ်သွားတယ်ငါ့ကိုလာကြည့်နေနင်တို့လာကြည့်နေတဲ့သဘောအတိုင်းပဲနေကြငါနဲ့နင်တို့ဒါရက်ကွက်နီးသွားပြီငါရန်သူကငါနားလေးမှာရှိသွားပြီငါသူများစီးပွားရေးကိုဒုံးနဲ့ထိုးပြီငါနင်တို့အရင်တော့အိမ်လာကတော့နတ်မမှန်နဲ့နင်တို့ညီကို4 5 6ယောက် roommate လုပ်ပြီးနေရတာအိမ်ငန်းတွေပါလေပိုင်သွားတယ်ဒီတော်လန်ရေးကာလမှာမရှက်ကြဘူးလားနင်တို့မလို့ဒီ Kim Aris ရဲ့မျက်နှာကိုနင်တို့မလို့ဘလို့မျက်နှာနဲ့နင်တို့သွားကြည့်ကြလဲဒီတော်လိုင်းရေးပတ်စံဘုံတဲ့လူတွေကျန်တဲ့လူမပြောဘူးနော်မခိုးတဲ့လူမနာနဲ့ Kim live ကိုလာကြည့်ပြီးသွားမခိုးတဲ့လူမနာနဲ့တခိုးမှငါရဲ့ live ကိုကြည့်လို့မရတာမင်းအောင်လိုင်းလူတွေဆိုတာသူ့အဘကိုဘုံတော်ကြောင့်ခိုးကွယ်နေလို့ငါ့ကိုစိတ်နာတာတော်လိုင်းရေးပတ်စံကြီးသူတို့တိတ်ကြောက်တာနော်နင်တို့ကတော်လိုင်းရေးသမားအစ်စ်ငါတို့လုံနေတာအမှန်ဆိုရင်တို့လင်းတို့ချစ်သူဝတို့လိုပဲခတ်တီခတ်မှာခတ်လုံတဲ့နာကိုလုံနေရမှာပဲမင်းမကုန်းလဲတိုက်ခိုက်တာတွေတပုံကြီးပဲဒါပေမဲ့သူတို့လုံတဲ့နာကိုလုံနေကြပဲဒေါင်းတို့ဆိုလဲတိုက်ခိုက်တဲ့လူတွေအများကြီးပဲသူတို့လဲဆယ်လီပဲသူတို့မရှိလို့မဖြစ်ဘူးလို့လဲပခါမှအသုံးမချခဲ့ဘူးသူတို့နိုင်တာကိုကနေကြပဲအကုန်လုံးကဖြူဖြူကျော်သိန်းလွတ်ထွက်သွားတာနဲ့ဖြူဖြူကျော်သိန်းသွားခွင့်မရတော့ကဟိုမြို့မှာငြိမ်နေတာသူလဲကပြားစုံလို့တိုင်းပြည်တကာကိုသွားခွင့်လဲရလိုက်ကောလန်ဒန်ကနေနောက်တနိုင်ငံပြင်သစ်ပြီးတော့အခုကိုရီးယားတွေဘာတွေသွားတော့မယ်ခုဩစတြေးလျတော့ရောက်ပြီလားမရောက်လားမသိသေးဘူးဖြူဖြူသွားတိုင်းလွတ်မထွက်ခင်တော့ငြိမ်ငြိမ်လေးနေတာဟိုမှာနော်အေးနင်တို့လည်းငါတို့ကမဖြတ်စည်းကြမလို့ဘူးနင်တို့ကအမှန်တရားဆိုငါဆိုဟိုရှမ်းမအောင်ငါပြောပြီးွားငါပြီးွားတဲ့နေရာမှာရပ်ပလိုက်တယ်စက်မသွားဘူးစကားလည်းမပြောငါဆဲတာလို့ဆဲရတဲ့လူပြန်ခေါ်နေတယ်လို့ပြောငါ့ကိုခွေးမာတယ်ငါတွေချစ်လို့ချစ်ခင်ပေါင်းသိတဲ့လူကငါ့ကိုခွေးမာတယ်ပြောသွားတယ်အဲ့တို့တိုင်းပြည်ကဘာဖြစ်မှာလဲငါတနာတယ်တကယ်အထဲတွေက innocent တွေကိုငါရမ်းတနာတယ်မင်္ဂလာပါရှင်ညီမမနဲ့စောစောစီစီဘာတွေဖြစ်နေရလဲဆိုအကိုရေးမြေတားတုပ်လေးသွားရွတ်ကျမအကိုတို့နဲ့ကြတော့နေ့နဲ့ညနဲ့မြားနေတယ်အကိုတို့အိပ်ပြောတဲ့အချိန်မှာကျမသတင်းတွေစုလိုက်တဲ့ခါကျတော့ကျမဒေါသမျက်နှာကိုမြင်ရတာကျမရဲ့မျက်နှာကြည်ကြည်လေးကိုမြင်ချင်းအကိုတို့လည်းတခိုးလေးပါလေးနည်းနည်းထအော်ပေးကျမကြီးပဲအော်ကတော့တယောက်တည်းအော်လို့ဖြစ်ကဲလို့ဟိုပြည်သူတွေကျမကိုပြောတာဘ ഹു တုတပါညာရတယ်ဆိုရင် like and subscribe လေးလုပ်ပေးစောစောစီစီကအကိုတို့ဘက်မှာစောစောစီစီညီမတို့ဘက်မှာညနေ9 နာရီခွဲ9 နာရီနဲ့34မိနစ်ရှိပြီအကိုတို့ဘက်မှာကျတော့မိုးလင်းဆိုတော့ပဋ္ဌာန်းတွေပါသွားရွတ်ချီကျမ live ကြီးဆိုပြီးကျမလာကြည့်ကြမလို့အကိုနဲ့ကျမနဲ့မှာဘာ agreement မှမရှိအကိုစိတ်ဝင်စားရင်ကြီးစိတ်ဝင်စားရင်မကြည့်နဲ့ကျမအကိုတို့အိမ်နေတဲ့အချိန်မှာသတင်းတွေသွားစုလိုက်တော့အခုဒီမှာသာသနာပြုမင်းစင်ချောက်ကောင်သူအေးဟိုရုရှားအေးတန်နဲ့သေမှာပဲเนาะဒီမှာတပ်ပလိုက်ပြီเนาะဖုံကြီးเจ้าကိုเนาะချက်လေရင်နဲ့ပြစ်ချသွားတာဦးစင်း2ပါးနဲ့ကိုရင်9ပါးနဲ့တကားမနေเนาะအဲ့မှာအများကြီးကျသွားတယ်အဲ့တော့အားရဖြစ်နေရလဲဆိုဟုတ်ကဲ့ကျွန်မဒီမှာဖုန်ကြီးကြောင်ကျသွားတဲ့ဥစ္စာလေးတွေ့လို့เนาะအဲ့တော့ဒီလူတွေကိုเนาะဒီလူတွေကိုဘယ်လိုရှင်းရမယ်ဆိုတော့ mission လည်းမရှိဘူးgame theory လေးတော့မသိဘူးဆိုတာမင်း online game theory လည်းသူတို့မသိမင်း online နဲ့စစ်အာဏာရှင်တွေရဲ့အတော်ဆုံးအချက်ကတွေးခွဲတတ်ရှို့ခြင်းပဲเนาะတွေးခွဲမယ်တတ်ရှို့မယ်တွေးခွဲမယ်တတ်ရှို့မယ်ဘယ်နေရာနေဘယ်ရိုး
activist ဖြစ်တဲ့ကျမတို့လိုမျိုးတက်ကြွတဲ့ဒီကြက်ဖတွေကြက်မတွေအားလုံးကိုတောင်မှဂျားတွေတဲ့ဝင်ရှုပ်တဲ့လူတွေရှိတယ်တော်လန်ရေးကိုအားပေးသလိုလိုအားပေးတဲ့အကြောင်းနဲ့ဂျားတွေတဲ့ဝင်ရှုပ်တာကျမနဲ့ရန်ခင်နေတဲ့လူဆိုရင်ဒါမြေပြင်ကတကယ်သတင်းတွေကိုကျမကိုပို့ပေးနေတယ်ညီမလေးကျမဆိုတာကပါဇက်နဲ့မျက်နှာနဲ့អော်လို့ရတဲ့နေရာကអော်ရတဲ့လူအဲ့ဒီညီမတွေနဲ့တောင်မှဂျားထဲမှာဝင်မှွေသွားတယ်နော်ဂျားထဲမှာဝင်မှွေသွားတယ်ဒါမျိုးတွေကစကားစားရဲ့လက်တံတွေပဲနော်စကားစားရဲ့လက်တံတွေပဲဆိုတော့ဒီတော်လန်ရေးမှာကအဲ့ဒီလိုမျိုးမမြင်ရပါဘူးဒါကမဟုတ်တော့ပါဘူးမိုင်းရဲ့ तू ကမဟုတ်ပါဘူးသူတို့ကမှကျမနောက်မှာကျမမိတ်ဆက်ပေးလို့သိတာနော်ကျမနောက်မှာကျမမိတ်ဆက်ပေးလို့သိတဲ့လူတွေက तू ကမဟုတ်တော့ပါဘူးလို့ထင်တယ်ကျမမဟုတ်တော့ပါဘူးထင်တဲ့အရာတွေပြောခဲ့တာလွန်ခဲ့တော့3နှစ်တည်းကနော်မျိုးရအောင်သိန်းကိုကျမမျက်နှာကြီးနဲ့ဘာဖြစ်လို့ဒီရှမ်းမနင့်ကို300ရှာပေးထားတာကိုနင်ဘာဖြစ်လို့ဒီရှမ်းမကိုတံလို့ပြောရလဲဆိုဒီစကားနဲ့ကျမထွက်လာတာကျမကိုလူသိများသွားတာအဲ့ဒီ live တိုလေးကြောင့်နော်အန်ဒီတယောက်ထ on နေဆိုပြီးတော့နော်အဲ့မှာကျမကိုလာအပ်ကြတာနော် on နေပြီဟဲ့ဆိုပြီးတော့နော်ဆက်စုစိန်နေလာအပ်ကြတာမိတ်ဆွေစစ်ဆိုတာကျမကိုအချိန်ကြာကြီးစောင့်ကြည့်ပြီးတော့ကျမလှုပ်ရဟုတ်မဟုတ်ဆိုတာနဲ့ဆုံးဖြတ်ပြီးတော့17လ12လလောက်နေမှာကျမတငယ်ချင်းလှုပ်တာသူတို့ကိုယ်တိုင်လည်းကျမကိုလာမအပ်ဘူးကျမကိုစောင့်ကြည့်နေကြတာ popular ကြိုက်တဲ့လူတွေကတော့အဲတော်လန်ရိုးပါ popular လိုက်လုပ်နေကြတာတော့ကျမလည်းမတတ်နိုင်ဘူးအမားတို့ရဲ့အဲ့ဒီရုပ်ရှင်လိုမျိုးထိုင်ကြည့်တာအထုပ်တရာဂျူမုံကားကြည့်သလိုထိုင်ကြည့်မနေနဲ့ဒါတော်လန်ရဲ့အသက်တွေနဲ့ဆိုစကားအားရတဲ့အရာတွေလုပ်နေကြတယ်အမားတို့ကအခုဘာဖြစ်နေလဲသိလားဒီရှမ်းပြည်ကဂျက်လီရင်ပြုတ်ကျသွားတဲ့နေရာရိုးနေရာမဟုတ်ဘူးဖုန်ကြီးကျောင်းနော်အဲ့ဒီမှာ PDF စခန်းရှိလို့တို့ဘာလို့ဆိုကြားလို့ကောင်းသေးတယ်ဖုန်ကြီးကျောင်းရှမ်းပြည်ထဲမှာလက်နဲ့မကင်မဲ့ငြိမ်နေတဲ့နေရာဖုန်ကြီးကျောင်းကိုရင်ပါးနဲ့ဦးစင်း2ပါးနဲ့တကားတကမတွေပါသွားတယ်နော်နောက်တစ်ခုကဒီမှာဖြစ်နေတဲ့ကိစ္စကျမဒီပန်ဆယ်လို့မတိုင်လို့ဆိုပြီးတော့ကျမကိုသူရောဘောကြောင်မှအမျိုးမျိုးပေါ့နော်တတိလည်းမရှိပါဘူးနင်ကသူ့တော်မှမလုံနိုင်ဘူးဘာညာကွိကွာဆိုကျမဂျိတ်ဆက်တွေတိလိုက်တဲ့အခါမှာနော်ကျမကအေးနေဝင်းတို့နဲ့ချိတ်ဆက်နေလို့ဆိုပြီးတော့ကျမဂျက်စီချင်းလိုက်ပေမဲ့ကျမဒီကြားတဲ့ဇရင်းတွေကကြောက်စရာကြီးသူတို့နဲ့ဆက်နေတဲ့လူတွေကအကုန်လုံးကလက်နက်ကင်နေရေးဘလူးတို့လိုလူမျိုးတွေသူတို့ဝယ်တယ်ဆိုတဲ့ဟာတွေကလက်နက်တွေအမေရိကန်နိုင်ငံသားတယောက်ဟာလက်နက်မဝယ်ပေးရဘူးရှင်ကျမလက်နက်မဝယ်ပေးဘူးကျမရဲ့ပွဲဆမှာတွေကကျမစီမှာအချိန်မီဒီဖုန်းအဟောင်းလေးထဲမှာအချိန်မီလာကြည့်လို့ရတယ်ကျမဘာလက်နက်မှဝယ်မပေးခဲ့ဘူးကျမဒီကလေးတွေပြင်ဒီကလေးတွေကိုမဟုတ်ဖို့ပေးတယ်ကြက်ကြက်ခံတဲ့ဇာနီဘွားတွေမလို့နောက်ဒီစစ်ဘေးရှောင်တွေကိုလှူတယ်စီဒီအန်ဆီယာမတွေကိုလှူတယ်မဲဆောက်မှာဒုက္ခရောက်နေတဲ့မြန်မာပြည်သူမြန်မာလေးတွေတချို့လိုတလောက်အများကြီးတော့မမြဲတမ်းကျမလာစာပေးသလိုမဲဆောက်ရောက်နေတယ်မလှူဘူးကျမတကယ်လှူတာမြန်မာပြည်တွေကလူတွေပဲလှူတာအဲ့တော့ကိုစဉ်းစားလိုက်တဲ့ခါကျတော့သူတို့လုပ်နေတဲ့အမှုတွေနဲ့ကျမတို့သွားနေတဲ့လမ်းတွေကတခြားစီပဲအဲ့တော့ကျမအဲ့အမှုတွဲထဲမှာလည်းမပါဘူးတိုင်လည်းမတိုင်တော့တက်တိမရှိဘူးတွေပါငါ့ကိုလာပြီး challenge မခေါ်နဲ့ဘယ်သူမှကိုဘဝကိုဘယ်သူမှအခုချိန်ဒီရန်ကုန်မြို့မှာရက်တီလို့ရနေသေးတယ်ဆိုရင်နင်တို့ရက်တီရေးအတွက်နင်တို့တော့အမျိုးမျိုးစူးစမ်းကြသေးရင်လူဘဝလူဆိုတာနေစားဝတ်နေရေးကအရေးကြီးဆုံးပဲနေထိုင်ခွင့်အရေးကြီးဆုံးပဲငါပြန်ပြေးလို့မင်းအောင်လိုင်းရင်ဝင်တဲ့ကိုသွားလို့မရအောင်မင်းအောင်လိုင်းတရှို့မဟုတ်တဲ့အတွက်နော်အဘမေလို့ငါဆဲတာစုံနေပြီစုံနေတော့အမကြီးကျူခေါ်ချောပါတယ်ပဲသွားပြီးအဖျံကွီးလို့မရဘူးသူတို့သိသွားပြီငါ့အဲ့တော့ငါ့ကိုသူရဲဘောကြောင်ပါတယ်လို့ဘာလို့ပြောပြီးတော့ဒီတိုင်တဲ့လူတွေကလည်းဆိုးဝါးကြီးဆိုတော့ဒီ case ကိုကြည့်လိုက်တဲ့ခါကျတော့သူတို့တိုင်တဲ့အမှုတွေကျမသွားကြည့်လိုက်တဲ့ခါကျတော့သူတို့ case တွေကဘုရားဘာသာကရှင်းပြောရင်သာသနာတန်ရှင်းရေးလုပ်ရတော့ဘုန်းကြီးဝင်နီးနဲ့မညီတဲ့လူတွေအကုန်လုံးကိုဘုန်းကြီးလူထွက်ခိုင်းရမယ်ဒါအရေးကြီးတယ်
ကျမတို့ဒီတိုင်းပြည်မှာနောက်တကယ်လို့ဒီမိုကရေစီဆိုတဲ့လူခွင့်ရေးအစစ်သားရမင်္ဂလာပါအားလုံးမင်္ဂလာပါအစစ်သားရမယ်ဆိုရင်ကျမတို့ရဲ့ဒီမိုကရေစီဟာတခြားတိုင်းပြည်ကဒီမိုကရေစီလို့မဟုတ်ဘဲနဲ့ကျမတို့စီမှာကျင့်သုံးရမယ်ဒီမိုကရေစီဟာစင်ကာပူဒီမိုကရေစီလိုပဲလူခွင့်ရေးလို့ရွေးကောက်ခံအမတ်တွေနဲ့ဝန်ကြီးချုပ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုပေမဲ့စင်ကာပူဟာအာဏာရှင်ဒီမိုကရေစီပါနားလေသဘောပေါက်မယ်ထင်ပါတယ်အာဏာရှင်ဒီမိုကရေစီပါမလေးရှားလည်းဒီလိုပါပဲเนาะသူတို့ဘရင်တွေပါတောင်ရှိတယ်ထိုင်းနိုင်ငံမှာဆိုရင်ဘရင်လည်းရှိတယ်ဝန်ကြီးချုပ်လည်းရှိတယ်ဥပဒေဆိုတာလည်းရှိတယ်ဒါပေမဲ့ထိုင်းကကြတော့နည်းနည်းဟို soft ဖြစ်တယ်ဒီလိုမျိုးသူကကဘာစစ်တောင်မပအောင်နေတိုင်းခဲ့တဲ့ပညာတတ်နိုင်ငံဆိုတော့ဖြတ်ချင်တဲ့လူဖြတ်သူတိုင်းပြည်ဖြတ်ချင်တဲ့လူဖြတ်သူကအရင်ကျန်းကျန်းတန်းတန်းမကင်တွယ်ဘူးစင်ကာပူလိုမျိုးဟိုချိန်တန်တို့ဘာလို့နဲ့လားလုံမယ်ဆိုရင်ကျမတို့တိုင်းပြည်လဲဒူတာတေလိုမျိုးပဲအပြစ်ဆိုပြီးအပြောခံရမယ်ကျမတို့တိုင်းပြည်မှာချိန်တန်သိမ့်မဲ့လူတွေမနေဘူး409နဲ့အစိုးရဆိုပြီးတော့အစိုးရဆိုပြီးပြည်သူကိုပေးတဲ့ပတ်စံစားထားတဲ့409နဲ့ညှိမဲ့လူတွေတပုံကြီးပဲစစ်ဥပဒေအရဒီပြည်သူတွေကဘယ်နှယောက်ကိုဟိုဒီပါကဖဆိုတဲ့ဟာတွေကဘယ်နှယောက်ကိုဘလို့တီးလိုက်တယ်သူရိုးလက်စားချစားတာလောက်က3နှစ်ကနေ6နှစ်ထောင်တန်းကြနိုင်ပေမဲ့အဲ့ဒီလိုမျိုးခေါင်းဆောင်တွေပဲဖြစ်ဖြစ်လှုပ်ထားတဲ့လူတွေကိုပဲဖြစ်ဖြစ်မြေမြုပ်တာတို့ဘာတို့ဒါတွေကစစ်ဥပဒေနဲ့เนาะစစ်ဥပဒေနဲ့တေချာလှုပ်ပြီးနှစ်20ရာနေပြီးတသက်တွန်းတီထောင်တန်းချလို့ရတယ်အဲ့ဒီသိချင်းဥပဒေအငယ်ဦးကြီးမင်းတို့သွားမေးသူတို့ဒါတွေကိုမင်းမဲစရိုက်လိုမျိုးသူတို့ကိုလက်နဲ့ပေးကင်လိုက်တာเนาะသူတို့စတဲ့အစိတ်ကတော့သူတို့ရဲ့စတဲ့စိတ်ကတော့ဒီအာနာရှင်ကိုလက်နဲ့ပြန်ချမှရမယ်ဆိုတော့ပထမဆုံးလူငယ်စိတ်ဒုတိယမှာသူတို့လာဖြတ်စည်းသွားတာအန်ယူကြီးဖြတ်စည်းသွားတာဟုတ်လားမဟုတ်လားကိုယ့်ဘာကိုသိတယ်နင်တို့အဲ့ဒီလူတွေကိုလက်နဲ့ကင်ရင်ငါတို့တော့ရောင်စုံတောင်းကျမ်းသူတွေဖြစ်တော့မယ်ဆိုပြီးတော့မဆလာလေတန်နဲ့ငါတို့လူငယ်တွေခေါင်းဆောင်တွေကြားထဲမှာနင်တို့ပဲလာဖြတ်စည်းသွားတာနင်တို့လက်တင်ရစတော့ခေါ်ပြီးတော့တိုင်းမှုတွေတက်မှမှုတွေနင်တို့ပေးတဲ့နေရာမှာတော့မှ NLD ပါမဆိုတဲ့ဗမာချင်းပလိတ်ချင်းငါမပြောဘူးနော်ဗမာအကျင့်ဗမာအကြံနင်တို့ဗမာတွေစောက်စိတ်တက်တွေပျက်စီးနေလို့ဗမာနိုင်ငံမပြောင်းမြောင်တာငါတို့တိုင်းပြည်မှာဗမာလူမျိုးအများဆုံးတခြားတိုင်းရင်းသားတွေဆိုတာပါလေးဟိုဘက်တိုင်းရင်းသားတွေဆိုတာနည်းနည်းလေးနင်တို့အဲ့ဒီလူတွေကိုပဲနင်တို့တပုံတကန်တလွတ်တွေပြောပြီးတော့နင်တို့ကြတော့ရင်ကျေးလှပါပြီဆိုတော့ကြာကန်ရွာနေပြီးတော့သူများကိုထိုင်ပြီးတော့ဒုက္ခပေးနေဗမာချင်းဗမာကျန်ငါဗမာပါတော့ငါဖေးဗမာအစ်စ်ကြီးကိုဟုတ်လာပြီထင်မနေနဲ့သူများလူမျိုးနည်းနည်းလေးကိုဘက်ကကူးလာတာဟိုဒီရိုဟင်ဂျာတွေကိုအစ္စလာမစ်တွေအကြမ်းဖက်ကြောင်းကျမ်းသူတွေပါဆိုပြီးတော့ဒီအသားမဲတဲ့ဒီလူမျိုးနည်းစုလေးကိုဒုက္ခပေးတာငါတို့တွေကာလဝိပတ်နောက်ဘိုးတက်နောက်ဘဝမကူသေးဘူးထိုင်းနိုင်ငံကိုအကုန်ပြေးရတယ်ထိုင်းနိုင်ငံကိုအကုန်ပြေးရနင်တို့နာကျင်တာနင်တို့ဘယ်အဖွဲ့ဖြစ်ဖြစ်တပ်ပါတီတပ်ပိန်းနှုတ်ပိန်းရှိသမျှအပိန်းဟို6မလားဆိုပြေးသွားတဲ့ကောင်မတွေကအစအကုန်လုံးနင်တို့နာကျင်တဲ့ဘက်ကနေနာအဲ့ဒါနင်တို့ဘဝမကူသေးဘူးနင်တို့မြင်နေရတဲ့နင်တို့ဒီရိုဟင်ဂျာလူမျိုးတွေဒီမှာဒုက္ခတွေတွေကိုနင်တို့မင်းအောင်လိုက်လောက်တာကိုနင်တို့မြင်ကြီးနဲ့နင်တို့အဲ့ဒီကလားကိုနင်တို့အမြင်မကြည့်တဲ့ပြဿနာနင်တို့တိုင်းပြည်ထဲမှာအမဲတွေချောကလက်တွေအများကြီးပဲရွှေကုတ်ကိုထဲမှာနင်တို့အဲ့ချောကလက်တွေမမြင်ဘူးလားချောကလက်တွေဘာကားနဲ့လာငါးတင်တဲ့ကားတို့ကုန်တင်ကားတွေပါနဲ့လာတာအဲ့တော့မာရဲ့ CDN ဝင်လာမလားသူ350ပဲပေးတယ်လေဒီဘဲတွေငါမယုံဒီနေမျိုးစင်တော့အစားငါမယုံလက်မှတ်ထိုးပြီးခံဝင်ထိုးပြီးသူလစ်ထွက်ပြေးကြတာနော်ဟိုလာချိုးထောင်ဖောက်လို့ဗမောထောင်ဖောက်လို့ထွက်လာတဲ့ငါတို့အလင်းသခင်တို့ဘာလို့ဆိုတာဒါထောင်ဖောက်တော့မှထွက်လာတဲ့လူလက်မှတ်ထိုးပြီးထွက်လာတာမဟုတ်ဘူးလက်မှတ်ထိုးပြီးထွက်လာတဲ့လူတွေအခုအာဘာပြောနေငါမယုံဘူးအဲ့လူတွေလေမကျေနဲ့လဲတယ်ငါတကယ်မယုံဘူးနင်တို့လည်းဘာလို့လုံနေမသိဘူးနင်တို့တဲ့ဗမာပြည်ထဲမှာနေတော့လေမျိုးစင်လမ်းကြောင်း
စစ်တပ်ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအမေတော်အောင်ဆန်းစုကြည်ရှိမှာအမေအားကိုနဲ့ဟိုတန်ကြောင်းကြီးတွေအော်သွားတာတကယ်တမ်းလွတ်ပြောင်းနေပြီလဲရောက်မအော်တော့နော်နင်တို့အလင်းသခင်လောက်တော့မယုံအလင်းသခင်ဆိုတာလာချိုးထောင်ဖောက်တော့မှထွက်လာတာโอเคထောင်ဖောက်လို့ထွက်လာတာထောင်ကမြို့ကြီးတိမ့်လိုက်တဲ့ခါကျတော့လာချိုးထောင်ကြီးကပွင့်သွားလာချိုးထောင်ပွင့်လာလို့ထွက်လာတဲ့အစ်စ်အမှန်နေအဲ့ထောင်ထဲမှာလက်ကြံကြီးတွေတကယ်ကြီးကိုလွတ်မြောက်ရမရှိတဲ့လူတွေโอเคငါထွက်လာခံဝင်ထိုးလို့ထွက်လာကိုကြီးတို့ကိုမြအေးတို့ဘသူဖြစ်ဖြစ်ငါမယုံ sorry ပါ88မကလို့88ဘာကဟိုဘိုးကျော်အောင်ဆန်းချိန်ကဟိုအဘကြီးတွေကလာထပြောလဲမရဘူးသူတင်တော့မရိုးသားခဲ့လို့တို့လူကြီးတွေကိုလူကြီးဆိုပြီးနေရာယူခဲ့လို့ငါတို့တိုင်းပြည်ဒီလိုမှောက်ခုံကြီးဖြစ်နေတာဘောကမုံနော် sparkling water သူတို့ဒီသူတို့ကသူတို့လည်းမလုံနိုင်ဘူးအခုအေးကိုသူတို့ support လုပ်လို့ရတယ်တစ်နှစ်လုံးအေးတို့1027ခတွေကသူတို့ဒီအုပ်စုမှာငွေလဲရှိပြီးသား1027ခတွေကအေးဘက်ကနေတက်တဲ့ကြီးကျွန်တော်တို့အေးနဲ့ရက်တည်ပါတယ်ဆိုပြီးတော့တွားပြီး negotiate မလုပ်ဘူးဟိုဘေးကတော့မာနာကြီးရဲ့ခက်တီတီပဲမောင်ဆောင်ခါတို့အေးတို့ဆိုတာဒီလိုတူတိတ်ချစ်ကလေးနဲ့လာတဲ့အတွက်မာနလည်းကြည့်တယ်တိတ်ခါလည်းကြည့်တယ်ငြိမ်ပြီးတော့အလုံးလုံးသွားတာအဲ့ဒီလူတွေကိုစောစောတွေကသွားပြီးတော့မပေါင်းဘူးကိုနေတို့ဦးငါးကျော်ကြီးကိုအဲ့တော့စောစောတွေက2023လောက်ထဲမှာဒါကျမတို့ဘုံပစံနေလဲဆွဲထုတ်လို့ရပြီနော်ဘာပွဲလို့ညာပွဲလို့ဘမလည်းငါကောက်မှာအမကောက်မှာဘယ်သူတွေရှိလို့အမအကုန်ပန်းပြတာငါဒီစောက်ခွေးပုတ်တက်ကဆိုငါအကုန်ပန်းပြတာငါ့ကိုချွန်းနှွန်းလာမလုံးနဲ့နော်နစ်စာလေးရဲ့အသွားလောင်ငါကြည့်လိုက်တာနဲ့ငါ့ကိုချွန်းနှွန်းလာလောက်တာငါနေ့ရှိရထမင်းကြိုစားလာတာရန်ကုန်ဘားလန်းဆိုတဲ့နေရာမှာအလုပ်လုပ်လာတာငါ့ကိုချင်းလာမထဲနဲ့မြမလူငယ်ဆိုတဲ့လူโอเคနေ့ရှိရငါထမင်းကြိုစားလာတာနေ့အပနင်တို့ကိုးကွယ်နေရတဲ့ခင်ညွန့်ရဲ့စစ်ကြောရေးကထွက်လာတာငါโอเคအဲ့ဒီစစ်ကြောရေးမှာအစ်စ်ခံခဲ့ရတာငါ့ကိုစောက်ချင်တင်ပြီးအမကောက်မှာစစ်စိမ်းနေရှိဒီမှာကြည့်တာမင်းအွန်လိုင်းစစ်တပ်ကဖြူခေါ်ဟာမတွေရောမင်းအွန်လိုင်းစစ်တပ်ကတရှိုးတလန်အကုန်လုံးငါနှက်တယ်နင်တို့စာတခွန်းရေးတဲ့လားနင်တို့ဘယ်လန်းကိုငါ့ကိုခေါ်လာလဲဆိုလာဆိုင်ဝမထဲနဲ့တာရီโอเคနေ့လောက်ကငါတနာသေးတယ်နေ့ရှိကငါထမင်းကြိုစားလာငါသာအဲ့ဒီလိုမျိုးငါသာအဲ့လိုမျိုးနင်တို့လိုကျွန်ခံခြင်းနဲ့စိတ်စစ်ကျွန်မောဘာကျွန်ဖြစ်ဖြစ်နင်တို့ကဘာကျွန်ဖြစ်ဖြစ်အဘပူတင်ခေါ်တဲ့နင်တို့ကိုငါပြောပြမယ်အဲ့ဒီကျွန်ခံခြင်းနဲ့စိတ်သာရှင်ငါအခုချိန်မှာနင်တို့တက်ချုပ်ကြီးနားမှာဘာအိတ်တွေညာအိတ်တွေကင်ပြီးတော့ဆရာမကြီးလုံနေကြပြီโอเคသဘောပေါက်ငါ့ကိုစောက်ယူလို့အကွက်လာမခင်းနဲ့ကွက်ပြေနေကွက်ပြေခင်းကွက်စိတ်ခင်းနေကွက်ပြေပြေးနေလာမလုံးနဲ့โอเคနင်တို့ဘာစာရင်းရင်ငါ့ကိုဘာလာပြောတာလဲငါနဲ့ဒီကြည့်ရှုသူတွေကိုဘာလို့လာပြီးတော့အကွက်ခွင်းတာလဲဆိုငါကြားကွက်ကစားနေတာတားရဲ့ပြေးတဲ့စုနဲ့ပြေးပါစေကိုရှိုင်းလင်းရေသူလည်းပြေးပါစေလာစုတောင်းပေးတယ်လို့လဲကွက်စိတ်ပါလေကွက်စိတ်ခင်းကွက်ပြေးနင်းကွက်ပြေးကွက်စိတ်ကွက်ပြေးခင်းကွက်ပြေးပြင်းနင်တို့ကတော့ဘာကွက်တွေနဲ့လာမနင်းနဲ့နော်ငါဘာလဲမှာဘာလုပ်လဲသိလား custom broker လုပ်တယ်โอเคဘာလန်းဆိုတာငါတို့ရန်ကုန်မြို့ဗမာပြည်ရဲ့လူလဲတကယ်မြို့တော်ရဲ့လူလဲလမ်းမှာငါဖေရဲ့ရုံငန်းရှိတယ်အဲ့ဒီရုံငန်းဘေးနားမှာရှေ့နေတွေအောင်တွေရောတရားရုံးတွေရောရှေ့နေရုံးခန်းတွေပါရှိတယ်နင်တို့ဗမာပြည်ထဲမှာဝင်နေထွက်နေတဲ့ဒီ
export import အလုပ်တွေအကုန်လုံးငါအဖေကရှင်းလင်းရေးကိုယ်စားလှယ်လုပ်ပေးရတာ okay အဲ့ဒီလူရဲ့သမီးကွက်စိန်နေကွက်ပြေကင်းနေလာမလုံးနဲ့တာကြီးတနာတယ်အမအကောင့်ထဲမှာဘယ်သူတွေရှိရငါရဲ့ YouTube ဆိုတာငါ public ဖွင့်တင်ထားတာကြိုက်တဲ့လူကြည့်လို့ရတယ်အေးဒါပေမဲ့ငါ့ကိုအစိမ်းလိုမျိုးလာလို့ရင်တော့ငါဘန်းပြစ်တာ okay တာကြီးသမင်းပြန်သွားစားလိုက်အောင်ပထန်းတွေပဲသွားရွတ်လိုက်အောင်နင်တို့စားကားစားမိသားစုတွေလေပထန်းရွတ်တယ်လေအေးသွားရွတ်ပထန်းဆိုတာကအနက်အတိတ်ပဲနဲ့တေချာရွတ်ရတယ်နော်ပုရိမာကုသလာဓမ္မပစ္စည်းမာနံအကုသလာနံဓမ္မနံโอเคအဲ့ဒါကိုအနက်လေးသွားကြည့်သူတော်မယုတ်သူဟုတ်သူတော်မဟုတ်သူယုတ်တွေနဲ့ပေါင်းဖော်ရှင်တွဲမနေအပ်ရအဲ့ဒါဘယ်တုတ်တော်ကဖယားဘယ်မှာခေါ်ခဲ့တာလဲသွားပြီးတော့အေးဆေးသွားနေလားတာကြီးเนาะအဘစင်ချောက်ကောင်ပူဇော်ထားတဲ့အဘကိုသွားပြီးတော့ဘောသွားမှโอเคနင်တို့ဘဝတွေကအဘရင်ကလောက်တော့မဖြစ်ဘူးအဘစိတ်စီပြီးတော့လူတက်ဓမြတိုက်မရင်းကျင်ပြီးတော့เนาะငရဲပြီးသွားပါเนาะနင်တို့ကအဲ့ဒါလေးနည်းနည်းပါးလာရေးပြီးတော့ဖြီးဖြန်းပြီးတော့နင်တို့ကရွှီရှမ်းပြီးတော့နင်တို့ကအဲ့နောက်လိုက်မှာကိုယ့်ရဲ့ level ကိုကြည့်အောင်ကိုသွားမဲ့တက်လန်းတန်လားမတန်လားဆိုတော့နို့မေတွေပါတယ်မတင်မေးလိုက်ဘူးလားအဝီစီငရဲဂျိုးထပ်မယ်လို့ဖားလို့မတင်မေးလိုက်ဘူးလားငါတို့ဖေနေမိနေဆိုရေးလဲတင်တာမိုင်းရဒီမှာ custom broker license သွားပြီးတော့ဖြည့်သေးတယ် USCD တွေမဖြစ်သေးလို့တဲ့အဲ့တော့မိုင်းမှာ green card ပဲရှိလို့မိုင်းရအဖေရဲ့အမွေငါထားမယ်ဟဲ့ဆိုကိုကဒီအဖေရဲ့ workaholic စိတ်ကိုအရန်ကြိုက်တာအဖေကအလုပ်ရန်ကြိုးစားတာမိုင်းတက်လုံးမှာအဖေပြင်းခဲ့တယ်ဆိုတော့တရားမှမရှိဘူးအရန်အလုပ်အရန်ကြိုးစားတဲ့အဖေတယောက်ရဲ့သမီးဖြစ်တဲ့အခါကျတော့ဒီလုပ်ငန်းကိုမိုင်းရအရန် proud ဖြစ်တာအဲ့တော့ဒီလုပ်ငန်းကိုမိုင်းဒီမှာတင်မလို့ကြိုးစားတဲ့အခါမှာရောက်တဲ့အချိန်မှာမိုင်းရအသက်20ခုကျောင်းသွားတက်ပါတယ်မိုင်းသွားတက်ပြီးတော့အဲ့ custom broker license တင်မလို့သွားတာ US citizen မဟုတ်တော့ citizen သမားတွေပဲဒီ broker တင်တာတက်လို့ရတယ်အိမ် broker ကတော့ကြိုက်တဲ့လူလုပ်လို့ရတယ်ဒီ custom broker က US citizen ဖြစ်ရမယ်ဆိုမိုင်းမှာမရှိအဲ့နဲ့မတက်တော့ယောက်ျားယူလိုက်တော့ပို့ဆိုးသွားယောက်ျားမိခိုမယ်ဟဲ့ဆိုပြီးတော့အဲ့ဒါကြောင့် custom broker မလုပ်နိုင်တာโอเคအခုကိုသားကိုစူးစမ်းနေသားလေးရဲ့ဒီလိုလေးကဒါလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုပြီးတော့เนาะတနေ့မှာရှောင်းတာနယ်လေးများဖြစ်မလားဆိုပြီးသားကိုနိုင်ငံရေးတွေပါပြောကြည့်နေပါတယ်ဟိုတနေ့ကဆိုလာပါသားရဲ့အမေနဲ့လိုက်ခဲ့ပါဆိုမေကရုံးကလာတော့ तू ကအိမ်ကနေဆွဲခေါ်လာရင်ပါလာအောင်မှာရုံးကနေလာတဲ့ခါကျတော့ तू အဲ့နေက foggy ဖြစ်နေအေးရလဲအရန်အေးပြီးတော့မိုးရွာနေတယ်ဆိုတာနဲ့အဲ့ဒါနဲ့ तू တို့ကနေပြီးတော့ तू မလိုက်လာတာပေါ့နော်သူ့ကိုရှောင်းတာနယ်လေးများဖြစ်မလားလို့ကျမတို့တိုင်းပြည်မှာဟုတ်လားမြင်ဘူးလား thank you ပါကျမအိမ်နေက speech ပေးတဲ့လူပါခွေးချီကုံလေးနဲ့ကျမခေါင်းဆောင်လည်းမဟုတ်ဘူးနောက်လိုက်လည်းမဟုတ်ဘူးကျမဒီလိုမတရားမှုဆိုရင်အငြိမ်မခံတတ်တာမိဘလည်းမရဘူးအိမ်မှာမတရားဘူးမဖဲဘူးဆိုရင်ဘာဖြစ်လို့အဲ့လိုမဖဲတာလဲဘာဖြစ်လို့သမီးနဲ့သားကိုဘာဖြစ်လို့ခွဲပြားလောက်တာလဲအဲ့လိုမျိုးတွေပေါ့ကျမ human right ကိုငငယ်လေးတွေကတောင်းတာကျမအဖေကနာမည်ပေးတော့သူ့သားသမီးတွေကိုနာမည်ပေးတဲ့အခါမှာကျမအဖေကသူ့သားတွေကိုအောင်ဆန်းဦးတို့အောင်ဆန်းစုကြည်တို့အောင်ဆန်းလင်းတို့လိုမျိုးကျမအဖေကသူ့နာမည်သူ့သားတွေနာမည်မှာထည့်ထားကျမတို့သမီးတွေမှာမပါဘူးဟိုင်းအဲ့တော့မပါတော့ကျမအဲ့ဒါကို complain လုပ်တယ်အဖေကျမတို့ကိုဘာဖြစ်လို့အဖေနာမည်မထည့်တာလဲဆိုပြီးတော့ကျမအဖေမှာနည်းနည်းလေး discrimination တွေယောက်ျားတွေပါပို့ပြီးတော့တော်တယ်လို့ထင်တယ်အဖေမှာရှိတယ်ဒါမဲ့ကျမတို့သမီးတွေကအဖေသားတွေတဲ့ပို့တော်တယ်ကျမတို့အိမ်မှာဆိုပြောလိုက်အောင်မယ်ကြားရင်လည်းဟိုဖြစ်အောင်မသိမလားအဲ့တော့ဟိုပြောချင်တာကဘာလဲဆိုတော့အခုချိန်ကာလမှာเนาะရိတ်တဲ့လူတွေကလည်းရိတ်မရတော့အခုမှပဲကြားဘူးတယ်ဒီဘာလဲလာမင်းနဲ့လည်း no I cannot answer your questionကျေးဇူးပါရှင်ကျမဒီ
ဒီလိုကိုရည်သွေးတာခဏရအောင်မယ်ဒီခွက်ပြောက်နေခွက်ပြည့်ခင်းနေရနော်ခွက်ပြောက်နေခွက်ပြည့်ခင်းနေရအခု2025မှာသူတို့ခွက်လည်းမရတော့ဟိုဘက်လည်း USA လည်းမရတော့ဆိုတော့ကျမထင်တယ်သူတို့ဒီမှာနေခွင့်ရတဲ့မဲဆောက်မှာနေရတဲ့လူတွေရဲ့ဟိုအမေရိကန်ဆိုရကပေးထားတဲ့ဟိုတယ်ဆိုပေမဲ့ဟိုတယ်အကောင်းစားတော့မဟုတ်ပါဘူးအဲ့ဒီမှာတွေသူတို့ကနေခွင့်မရတော့ဘူးနဲ့တူတယ်ဒါကြောင့်မို့လို့သူတို့စီကအတန်ဆုံးထွက်နေတာဒေါ်နယ်ထရန့်ကသူတို့ဘာမှဒုက္ခလာပေးတာမဟုတ်ဘဲနဲ့တော်တော်ကြီးကိုဒေါ်နယ်ထရန့်မုန်းနေကြတာဘာကြောင့်မုန်းလဲဆိုတော့သူတို့လာခွင့်ပိတ်သွားလို့ပါဒါလူကကိုယ့်အကျိုးအတွက်အရင်ဆုံးကြည့်တာဒီလာကြောင့်မို့လို့ကျွန်မဒေါအောင်ဆန်းစုကြည်ကိုပိုလေးစားတာအလုံးကအကုန်လုံးကတိုင်းပြည်ကြီးကိုဇရဲကြီးလိုပဲပြစ်ချသွားကြပြီအကုန်လုံးပညာတတ်တွေညံပါတဲ့လူတွေပါ IQ 120ကျော်တဲ့လူတွေအကုန်လုံးတိုင်းပြည်ကထွက်ပြေးတယ်တရုတ်ပြည်မှာ Communist Party စပြီးတော့လူ18တန်းကိုတတ်တဲ့အချိန်မှာတရုတ် smarter တွေပေါ့နော်အရန် smart ဖြစ်တဲ့တရုတ်တွေကကျမတို့တိုင်းပြည်တို့ဟောင်ကောင်တို့ဘာလို့ပြေးကြတာပေါ့နော်ပြေးတဲ့အခါမှာတရုတ်တွေ complain လုပ်တာဒီတက်ကြီးကျမနဲ့ရွယ်လူတရုတ်တွေဘာသူတို့မိသားစုတွေ complain လုပ်အမေတို့ကလည်းပြေးမဲ့ပြေးတခြားတိုင်းပြည်ပြေးပါလားစင်ကာပူပြေးပါလားထိုင်ဝမ်ပြေးပါလားဆိုဘာဖြစ်လို့ဗမာပြည်ပြေးလာလဲပေါ့သူတို့ပြေးတဲ့အချိန်တော့ကျမတို့တိုင်းပြည်ကစံရည်စပါးအပေါ်များဆုံး and then ဒီ Southeast Asia မှာကျမတို့တိုင်းပြည်က develop ဖြစ်နေပြီကျမတို့တိုင်းပြည်ကလမ်းနေတရားတွေနောက်ကျမတို့တိုင်းပြည်မှာထွက်တဲ့စောင်းနေเนาะကျမတို့စီကဂွန်းဆောင်ကြက်စင်စားမီးပြန်လာပါပြီဆိုတော့အဲ့ဒီကြက်စင်ထီးဆိုတာကျမတို့ကကဘာအဆင့်ပြီနောက်ကျမတို့တိုင်းပြည်မှာလေစိတ်ဆင်းလို့ရတယ်မင်္ဂလာတုံလေစိတ်ကိုမင်္ဂလာလေစိတ်ကိုနိုင်ငံတကာလေစိတ်လေရင်တွေကလာဆိုင်ပြီးတော့ကျမတို့စီကနေစကူစင်ကာပူရှန်ဂီလိုပဲကျမတို့ဒီကနေပြီးတော့ကျမတို့တိုင်းပြည်ကနေပြီးတော့လေရင်ပူစီပါစာဖော်ကာလေးတွေနဲ့ဟိုဘက်တိုင်းပြည်ထိုင်းတို့ဘန်ကောက်တို့ဒီလိုအသေးလေးတွေကိုပြန်ပြီးတော့ transit စီးရတယ်ကျမတို့တိုင်းပြည်ကအရန်အောင်မြင်နေပြီဒါကြောင့်မို့လို့တရုတ်ပြည်ကလူတွေကျမတို့စီကိုပြေးလာတော့ဒီမှာလူနည်းစုအရင်တစ်ခေါက်ကဒီတခင်ရှုမောင်ခေတ်ကလည်းလှုပ်ပြီးပြီလူနည်းစုဖြစ်တဲ့သူစောက်သုံးမကြမှုသူဘဂီရိုက်မှုစံတွေကို extra over တွေပို့မှုနဲ့ဘာဖြစ်လဲဆိုတော့တိုင်းပြည်ထဲမှာလူဦးရေနဲ့စံစားစရာမရှိတော့စံရှားပါမှုကိုဘာသွားလုပ်လဲဆိုတော့တရုတ်ကိုဖပြုတ်ရိုက်တယ်ဆိုပြီးတော့တရုတ်ရိုက်တယ်ဆိုပြီးတော့ဖပြုတ်ရိုက်တာကိုတရုတ်ရိုက်တယ်ဆိုချက်ကားပြီးတော့လူနည်းစုအဲ့တုန်းကစီးပွားရေးကိုစ조사နေတဲ့တရုတ်လူမျိုးတွေကိုဒုံးနဲ့သွားရိုက်တယ်အခုချိန်မဘာသာတွေပြူတွေလို့ပေါ့ဟုတ်တယ်မလားမဘာသာတွေအခုချိန်ဒီမဘာသာစိတ်တော်လန်ရေးသမားပါဆိုရင်မဘာသာစိတ်ရှိနေတာလင်ခိုးမရခိုးဟိုဆယ်လီယူနေတဲ့အမတွေညီမတို့လည်းဒီသမိုင်းတွေကြည်သိပြီဒီမဘာသာအုံနောက်ကဒီမဘာသာအုံနောက်ကိုဒီနေရာမှာတော်လန်ရေးနဲ့အတူထားပြခဲ့တော့ culture revolution မှာလောက်တော့နင်တို့အဲ့ဒါကစားဆုံးသွားခြင်းငါပြောရင်နင်တို့မိမချင်းဆိုနင်တို့ကမနာထောင်ခြင်းနော်အဲ့တော့သူတို့ဒီမှာကျမတို့စီကိုပြေးလာတယ်အဲ့တော့ဒီမင်းအောင်လိုင်းဟာမော်စီတုံးလို့ပဲရှင်တို့ဘယ်နှတန်းသေးသေးတတ်မှာပဲပြန်ချမလားကျွန်းဆက်ခံမလား communist လိုမျိုးလုပ်သွားမလားအခုမှကျင်ရဖင်အရှိမနည်းနည်းလေးတကားလေးဖွင့်ပေးလိုက်တာနော်ဒါတော့မှအင်တာနက်သုံးညတိုင်းသုံးလို့မရဘူးသူတို့ရဲ့ TikTok Giggot နဲ့ပဲနေလို့ရတာကျမတို့လို Google လေး Facebook တွေဆိုတာသူတို့တရုတ်ကလာရင် Facebook မှာခွေးလေးတွေဟိုသူတို့ဟိုလေထုံသမားတွေဟင်းချက်စားတာတို့ဘာလို့လောက်ပဲရှင်းလို့မြင်ဘူးတာသူတို့တရုတ်ကားတွေဆိုတာလဲဒီကိုရီးယားကားနဲ့ကြည့်လိုက်အဆင့်လည်းမမိသေးဘူးနော်အဲ့လိုမျိုးဖွင့်ပေးလိုက်တာတကားလေးဖွင့်ပေးလိုက်တာအရန်ကြိုးစားတဲ့လူမျိုးဖြစ်တဲ့ခါကျတော့တကားလေးဖွင့်ပေးလိုက်တာနဲ့ဟိုမှာ deep seek ကနေပြီးတော့ဟိုဟာကိုနိုင်တိုက်လိုက်ပြီကာဘီကလည်းအရန်မြန်တာသူတို့ကဒီ8တွေပါလေဆို LV8 တွေဆို3500တန်ကိုရင်းလိုက်တယ်ဒေါ်လာ3500တစားစီဆွဲဖြုတ်လိုက်ဆွဲပြုတ်ပြီးတော့ဒီအသားတိုင်းဒီကျဲဒီအတိုင်းအစအဆုံးဒီဥစ္စာအတုလောက်တာအဲ့3500မကဘူးဒေါ်လာကိုတန်းနဲ့ချီအမျက်ရသွားဒီအိတ်လေးတစ်လုံး LV8 တစ်လုံးအတုလောက်လိုက်တာအခုတော့တိတ်မဝယ်တော့ပါဒီနယူးယောက်မှာအခုတိတ်မဖမ်းတော့လမ်းမေးမှာအတုတွေရောင်းနေတယ်အဲ့လိုမျိုးပေါ့တရုတ်စီကလောင်းကစားနဲ့ဟိုအချားဟာတွေကိုတင်ပြီးတော့တရုတ်စီကအလုပ်ကြိုးစားတာကိုကျမတို့မတင်ကြဘူးတရုတ်လူမျိုးပညာတတ်တာအရန်မများပေမဲ့တရုတ်လူမျိုးအလုပ်ကြိုးစားတာတိန်လုံးကို
တရင်လင်းကိုတယောက်နိုင်40ဆိုသူကလူဦးရေနဲ့တွက်တာကွဲလည်းမကွဲဘူးငါပတ်စံနေပတ်စံမရှိဘူးသူတို့ကအိမ်လားကအိမ်လေးတစ်လုံးချင်းချင်းလေးမှာအမေရိကန်မှာဖြစ်နေတာနော်အိမ်လေးချင်းချင်းလေးတစ်လုံးမှာဒေါ်လာ3000ကျရဆိုလူ10ယောက်ထက်နေတယ်အဲ့အိမ်ထဲမှာအဒေါ့တွေပြီးရင်အဲ့ဒီကနေပြီးတော့ဒီအိမ်ဘိုး3000ကိုလူ10ယောက်ဆိုတယောက်ကိုဘယ်လောက်ကျတယောက်ကို300ကျမယ်ရေဘိုးမီဘိုး gas ဘိုးနဲ့ဆိုတယောက်ကို400ပဲကျတယ်ကျမတို့ဆိုဗမာတွေဆိုတက်မိသားစုပဲနေလို့ရတယ်သူများနဲ့ကိုယ်နဲ့ share လို့မရအောင်ဤပေါက်လဲပြောတယ်ဟိုငပိရနံလဲပြောတယ်ဒင်းကြီးသီးစားလဲပြောတယ်လူမျိုးဆိုတော့တရုံနဲ့ကျမတို့နဲ့ကွဲပြားမှုကကျမတို့ကလူ3ယောက်လူ2ယောက်နဲ့အိမ်တစ်လုံးငှားနေတယ်သူတို့ကလူ10ယောက်လောက်နေတယ်မအောင်မြင်ခဲ့မှာပြီးရင်သူတို့ကအဲ့ရထားတဲ့ပတ်စံနဲ့အိမ်ဝယ်တာတယောက်ကအိမ်ဝယ်မဆိုနောက်တယောက်ကဒေါင်းပေးမှသွားချတာဒါတရုတ်ရဲ့အမျိုးကိုကြည့်တာကျမကတခိုးတာကျမတောက်စီပြီးတော့လိုက်ပြောပြပေးမယ်သူများအိမ်ဝယ်ပြီဆိုကျမတအားသဘောကျတာအိမ်ဝယ်နေပြီဆိုရင်အိမ်ဘိုးအပြင်ကိုအိမ်ဘိုးရဲ့ down payment 20% အပြင်ကို closing တို့ရှင်းနေဖို့တို့ဘာဘိုးညာဘိုးတွေเนาะဒီစာချုပ်ဘိုးတွေပါတယ်အဲ့လို notary ဘိုးတွေinsurance ဘိုးတွေဆိုရင်1 billion အိမ်ဝယ်ရင်2သိန်းမကတော့3သိန်း3သိန်းခွဲလောက်ပတ်စံရှိမှဒီအိမ်တစ်လုံးကိုစဝယ်လို့ရတယ်အဲ့ဒါတော့မှအမေရိကန်က income ကိုပြရသေးတယ်3နှစ်စာ income ပြရတယ်ဟိုအတိုးများဆိုရင်18လ income လား2နှစ် income လားဒီပြရတယ်အစိုးရအခွန်ဆောင်ထားတဲ့ income ကျမတို့အလကားနေသူများကိုတခိုးလို့မပြောပါဘူးเนาะမနာလို့ပါလားမပြောနဲ့ခိုးတာကိုမနာလို့ကြတော့အကြောင်းမရှိမင်္ဂလာပါအမဘန်းလိုက်ပါပြီเนาะအဲ့လိုဆိုအမရဲ့သူတို့ရန်နေထောင်ပြီးတော့ရန်နေထပ်ဖြစ်နေရင်သူတို့ကကျမကိုသူတို့ခံပြောတဲ့အခါကျရင်ကျမကိုသူတို့ကဘာလုပ်လဲဆိုတော့လာပြီးတော့ report လုပ်တယ်ကျမမနေ့ကသူ့အဖကြောင့်ပြင်းဆဲနေတာကျမကိုလာပြီးတော့ဘန်းလိုက်တယ်ကျမဒီလိုအဝိုင်းလေဟောတယ်သူတို့ကတာဝန်ကျေတယ်သူတို့ကပညာမတတ်တော့ဘန်းနာလောက်တတ်တော့အဲ့ဘန်းနာလောက်ကိုလောက်တာကိုယ့်ဘက်ကတော်လိုင်းရေးသမားပါဆိုပြီးတော့ပညာတွေပါလဲစုံရတာနဲ့တိုင်းပြည်ကိုအကျိုးမပြုဘဲနဲ့ကိုချင်းရန်နေဖြစ်ပြီးတော့တခိုးတွေကိုအားပေးတာအဲ့ခိုးသူချင်းပဲအားပေးတာဒီကျမတို့ရိုးလူတွေကတခိုးတွေကိုအားပေးရဆိုတာအဓိပ္ပာယ်မရှိဘူးဒီလောက်ပါပဲเนาะလူရအောင်တိတ်အောင်ပြောပေးပါပတ်စံရလို့ပွဲကနေတာလားเนาะဒီလောက်ပဲပြောချင်ပါတယ်အလုံးမဲ့ဟိုငိမ့်ချမ်းနဲ့မန်ဒေးအောင်မြင်စွာတာရလေးနဲ့စတင်ပြီးတော့တာရလေးပြီးတော့ပါသေးမခင်မို့ဒေါသဖြစ်နေချိန်တာဝူဝါပြောပေးမယ်ငိမ့်သွားတဲ့ချိန်ကျရင်လူအခက်တီဖြစ်သွားပါတယ်နော်အမေသာပြန်ထွက်လာတယ်အမေကိုသာမဖမ်းဆိုရင်မခင်မို့လဲဟိုတာရလေးဟိုလာပလေးယူသလိုပေါ်ဆိုပန်းနေဟိုကိုယ်မှာစိုက်တဲ့ပန်းအိုးတွေတင်လိုက်နော်အန်ယူဂျီကဘယ်တော့နိုင်မှာလဲအန်ယူဂျီကဘယ်တော့မှမနိုင်ဘူးဘာလို့သူတို့ကပြီးွားမှတော့ကြောက်သေးတယ်အမေထွက်လာမှအကြောက်ဆုံးလူကအန်ယူဂျီရဲ့လေကောင်းကန်ကြီးတွေသူတို့ကအမေထွက်လာမှအကြောက်ဆုံးပဲဘာဖြစ်လို့လဲဆိုသူတို့ချီးထုတ်တွေအမေကအကုန်သိတာနောက်တစ်ခုကဘာလဲဆိုတော့အမေကထောင်ထဲကနေပြီးတော့ပြည်သူတွေစီးလုံးလိမ့်မယ်ဆိုတာယုံကြည်တယ်လို့ပဲပြောလိုက်တာအန်ယူဂျီဖွဲ့ပါတို့နော် CRPH ဖွဲ့ပါတို့အမေကမပြောလိုက်ဘူးနော်အမေရဲ့ရှေ့နေတွေနဲ့ကျွန်မစကားပြောလို့ရတယ်အဲ့လိုမပြောလိုက်ဘူးသူတို့ကသူတို့အမေကပြည်သူတွေစီးလုံးလိမ့်မယ်လို့အမေကယုံကြည်ပါတယ်လို့ပဲပြောလိုက်တာအမေကဒါပြီးတော့နောက်တစ်ခုကဒီဘက်က NLD တုံးကနာမည်နေရာမရခဲ့တဲ့လူတွေလဲနော်ကိုရဲ့ revenge ကိုပြည်သူမျက်နှာလေးကြည့်ပြီးတော့တာရလေးလောက်ကြပါလို့နော်အားလုံးအကြမ်းဖက်တွေဖြစ်ကုန်မှာငါတို့တိုင်းပြည်တစ်ပြည်လုံးI'm from Burma. It's a Southeast Asia, located as Southeast Asia. It's close by India, China, Thailand, and Laos. So that's my country. So, yeah.
our language pronunciation is different from the other country. So Seri Makasi and blah 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 is from the Indonesia, and Sawadi Ka, Kapungka, that's from Thailand, and Ni Hao Ma, that's from China, and I cannot speak Indian language, Bengali language. I know only the Indian sound. So yeah, it's very different from the other country. So tomorrow be the I'm sure tomorrow tomorrow illusion direction down my baby. Now the course you matwaro bao. No? The course you and USA let the course you matwaro the low. Tomorrow illusion let the core you maluro bao. No, many are so in through Jamagura and Twabio Quajida Chilas. We fly there. No, many are. I made on Santuji Tali who may a winning attainment and Luga, not down and Natal. Tomorrow, New York, Muani, Yava. Not down the town Yava, New York City, the Cougar City, American, Washington, D.C., Boston, no, the charm you that Parliament so in American Navy, Cotainly, Dollar Nothing, don't they allow theအခုဒီမင်းအောင်လိုင်းရဲ့ရက်ဆက်မှုမှာခံစားနေရတဲ့စစ်ဘေးဒုက္ခတွေအများကြီးကိုကူညီနိုင်မှာပါ America. You know what they complain about the Donald Trump cut the USA all around the world, not only Burma, but they complaining about Donald Trump became a president. Yeah, he's cutting it here too, so. Yeah, we also got that kind of disaster, not only for that. We're not gonna recover. We're not gonna recover from any of this. This is all. Yeah, we have to pay tax, and you know, Joe Biden times we pay tax, but our life is nothing changes. Joe Biden never happened. It was like he didn't do anything except make it worse. And just only for the president, title. There is no America anymore. It's over. We're just slowly dying. We're a corpse at this point. We are planning to moving to other country. Canada. No, I don't want to go Canada. Nobody lives in Canada. That's why it's perfect. That's why. What about Norway? What about? Oh, like Sweden. Sweden, yeah. They're neutral. That's a less populations and then we don't need to pay tax over there. Well, I mean, if I build a cabin in the woods in Canada, it's not only closer, but I can. No, Canada people said no American allowed. Now they check in our visa. We need a visa to visit. Oh yeah, because of the tariff, right. Yeah, I never planned to. They're mad at us now, but okay. That's why we should take our world leaders and put them in a boxing ring or something like that. Let them fight it out. Like the Olympics. No, just move to Hawaii so nobody come and attack to us. It's great if it wasn't. Right? Like I had one friend telling me that Hawaii is nice, but the majority of people over there, they don't like. They judge you based on that. Oh, I'm fine with that. I look like different from you, so I'm a Dasky, and if I can dance like a Hawaiian, so I could. They'll be like, okay. Okay, let's do it. And aloha, yeah. American နေတော့မှတိုင်းပြည်ပြောင်းမှအခြေအနေဖြစ်နေပြီစိတ်ဆိုးမနေကြနဲ့ Donald Trump လည်းစိတ်ဆိုးမနေနဲ့ Joe Biden နဲ့လည်းကိုယ်နဲ့မဆိုင်ဘူး Donald Trump နဲ့လည်းကိုယ်နဲ့မဆိုင်ကိုယ်နဲ့စောက်ဘူးနဲ့ပဲဆိုင်နေစောက်ဘူးပြုတ်ကြရေးဒိုးရေးစောက်ဘူးပြုတ်ကြရေးဒိုးရေးဒီမိုကရေစီရရှိရေးဒိုးရေးဒီလေးနှစ်တာလာရင်ဒီမှာစီနိတာတွေရှိတယ်ဒီကလူတွေလှုပ်ချင်တိုင်းလှုပ်လို့မရဘူးဒီက Federal ဆိုတာကကျမတို့ကချင်ကရကရင်ချင်းနေလို့ပဲကချင်ကလက်မခံဘူးဆိုရင်တိုင်းပြည်အာဏာပြောင်းလဲရေးကိုဒီလိုလုပ်ချင်တိုင်းလုပ်လို့မရရခိုင်နဲ့ကချင်နဲ့ကျမတို့ဒီတိုင်းပြည်ထဲမှာဗိုလ်ချုပ်ကြေးရုပ်
နေရာက site ထူရေးကိုလက်မခံပါဘူးဆိုရင်လက်မခံဘူးပဲမလုပ်အောင်ဆိုမလုပ်အောင်ဒါပြည်သူဆန္ဒပဲဗမာဆန္ဒမဟုတ်ဘူးအဲ့နည်းနည်းသဘောပေါက်ကြအဲ့ဗမာတွေအနီကြောင်တွေကဗမာအင်အားကြီးတဲ့ခါကျတော့သွားပြီးတော့သူများကိုသွားပြီးတော့ဟိုကလှုပ်ချင်တာသိရမလားအဲ့လိုမျိုးမလုပ်အောင်ဒါပြည်သူဆန္ဒဆိုတာရှိတယ်နော်ဘိုးချုပ်အောင်ဆန်းကိုကျမတို့ခေါင်းဆောင်ကျမတို့လေးစားတယ်ကျမတို့ဗမာပတ်စံတွေထဲမှာဘိုးချုပ်ရှိနေတာနဲ့ကျမတို့က satisfy ဖြစ်ရမှာခေါင်းဆောင်နေရာမှာတခြားခေါင်းဆောင်တွေလည်းထည့်ရတော့မယ်အခုဆိုရင်နောက်ပိုင်းသေးတဲ့ကလေးတွေပါအဲ့တွေကဟိုကြီးကြီးမားမားဟိုစော့ပလော်တီးခဲ့တဲ့ကလေးတွေပေါ့နော်သူတို့ရဲ့ဟိုမျက်နှာလေးတွေပါထည့်ရမယ်ဒီလိုပတ်စံနေမှာပေါ့နော်ဒါကျမရဲ့ now dreams ပေါ့နော်တိုင်းပြည် future အတွက်ဒါပေမဲ့ပြောချင်တာဗမာတွေကအယမ်းများတဲ့ခါကျတော့ဗမာသွေးတိတ်ကြီးတယ်ငါတို့ဗမာတွေလာမထိနဲ့ဆိုဗမာချင်းချနေကြအခုအညာမတက်ဘူးဆိုတော့အဲ့ဒါဗမာတွေပဲရှင်းလို့ရှင်းလေးအဲ့ဒါဆိုသဘောပေါက်နော်ရှင်းလေးဗမာချင်းချနေတာပြောလိုက်ရင်ဟိုလူမလာနဲ့ဒီလူမလာနဲ့ဗမာချင်းချနေတာနော်အားလုံးပဲဘေးကင်းရန်ကစိတ်ချမ်းသာကြပါစေမခင်မိုးရဲ့ဒါညနေဘက် night shift လူလာလို့မခင်မိုးပြန်တော့မယ်မခင်မိုးရဲ့အလုပ်က24နာရီ run ပါတယ်24နာရီငွေဝင်နေလို့ပါနော်မနေ့ကဆိုရင်ကျမရှင်းနေ2ယောက်ပဲကျမအလုပ်ခိုင်းပါတယ်အဲ့2ယောက်ရဲ့တယောက်ရဲ့ပတ်စံက$1 billion case ဖြစ်ပြီးတော့နောက် case တစ်ခုဟာလေအဲ့လိုမျိုးပဲခက်ကြီးဟို project တွေလုပ်တဲ့ case တစ်ခုအဲ့လိုမျိုးကျမတို့ရဲ့လုပ်ငန်းကြီးတွေအရန်ကြီးတဲ့ခါကျတော့ကျမတို့လိုလာကလေးနည်းနည်းလေးကိုပေးထားတယ်ဒါနဲ့ကွန်ပျူတာစောင့်ပြီးတော့သူတို့ကွန်ပျူတာတွေကိုထိုင်ပြီးတော့ဖြည့်ပြီးတော့သူတို့လိုအပ်တဲ့စာအုပ်တွေပါတွေထုတ်ပေးရတယ်မိုင်းအဲ့ဒါမိုင်းတို့ဒီဟိုတော်လန်ရေးမှာ revolution လုပ်ရမယ်ဆိုတာအဲ့ဒါပြောရလေယဉ်ကျေးမှု culture revolution မှာလုပ်ရမယ်ဆိုတော့ဟိုမသိသေးတာလားတော့မသိချင်းတောင်တန်းထဲမှာဆိုရင်တောင်တန်းသာသနာပြုဆရာတော်ကြီးဆိုရင်ဟိုးတော့သွားဖို့ခက်ခဲတဲ့ချင်းတောင်တန်းတွေမှာဆိုဆရာတော်ကြီးရဲ့ကျောင်းနေရှိတယ်နော်ဗမာအစ်စ်တွေဆိုရင်သာသနာပြုလုပ်ချင်တယ်ဆိုဒါသာသနာတကယ်ပြုတာမတို့ရန်နယူးယောက်မှာ Brooklyn ဆရာတော်ကြီးဆိုရင်ဒီကိုကြွလာတဲ့ခါမှာသူ့မှာတကားမဆိုတာမရှိဘူး Brooklyn ဆရာတော်ကြီးကဂရုံးလေးနဲ့ဒီသင်္ကန်းလေးနဲ့ဒီ Brooklyn ဆိုတာနည်းနည်းရုပ်ရှင်နေရာလိုမျိုးဆိုနည်းနည်းဆိုးတဲ့နေရာရှိတယ်အဲ့နေရာမှာဘုံကြီးကအဲ့ကျောင်းကိုအဲ့တက္ကမကြီးကဟိုဘက်မှာပဲပေမောက်ပဲပြားလှုပ်တဲ့တက္ကမကြီးကလေးရေ yeah look at the last one အဲ့အောက်ဆုံးရဲ့အပေါ်ကဟိုဟာမှာကြည့် no မဟုတ် freezer မှာမရှိဘူးမမေ freezer မှာမထည့်ဘူးအဲ့ဘေကွန်ဥစ္စာကိုသူအောက်ကဒုတိယ second ဥစ္စာမှာကြည့်တေးကြရှာအဲ့မှာ vegetable တွေနဲ့ဟိုဟာဖြစ်နေမှာ okay enjoy kimchi ရှိသေးလား kimchi okay bye bye အကေမိုတာဟိုကိုရီးယားသာတိတ်ကြိုက်တယ် kimchi တွေပါတိတ်ကြိုက်သူကအကုန်လုံးလိုက်ဟိုင်းနေတော့သူဘသူလဲသူကဗမာလားနိုင်ငံသားလား anyway ကိုကတော့ဗမာသွေးကြီးပြီးတော့ဟိုဟာဖြစ်တယ်မယ်ကိုရက်ခွက်တွေကညီကိုချင်းမတက်ဘူးဆိုရင်တို့ဗမာတွေတိတ်အကျော်မထောင်နဲ့မာကြီးအဲ့ဒါကိုပြောချင်တာစကိုင်းမှာတိကိုသိရမယ်လက်နဲ့ကင်ပြီးလက်နဲ့ကင်တာကိုထိမ့်ချုပ်မယ်ဆိုပြီးတော့သူတို့ရဲ့စတဲ့စိတ်ကတော့စေတနာကောင်းပေါ့နော်ဟိုဥနေဝင်းဟိုဟာလိုပေါ့ဟိုတရုတ်ဖြူတွေဝင်လာတဲ့ခါမှာနိုင်ငံတော်အာဏာသိမ်းလိုက်တယ်လို့မျိုးပဲစတဲ့ရွယ်ချက်ကတော့တရုတ်ဖြူတွေဝင်လာလို့ဟိုဒီဥနုအစိုးရနဲ့မဖြစ်ဘူးဆိုပြီးတော့လာလောက်တာပဲဒါမဲ့အော်သူစင်ကာပူကမိုင်းပမာလို့ပြောသူနားလဲတယ်တော့
သူဘာမှသူဘယ်ကလဲလို့မေးတာသူစင်ကာပူဟာတဲ့အဲ့တော့ဒီပေါ့နော်ဒီလိုရည်ရွယ်ချက်ကတော့ကောင်းတယ်သူတို့ဒီဟိုပကဖတို့ဘာလို့ဖွဲ့တယ်သူတို့ရဲ့ပထမအဆုံးဟာကတော့ဒီဟိုပြန်ကျဲနေတဲ့ local တွေနဲ့ဟို PDF တွေကိုတစုတစည်းတည်းဖြစ်စေခြင်းနဲ့ဆန္ဒဒါပေမဲ့မဖဲတာကခေါင်ကမိုးမလုံတဲ့ခါကျတော့ဒီညီကိုတွေစီကိုပါသွားပြီးတော့ affect ရှိတာခေါင်းဆောင်ဆိုတာခေါင်းဆောင်ဆိုတာဒေါအောင်ဆန်းစုကြည်ကိုကြည့်ဘိုးကျော်အောင်ဆန်းကိုကြည့်သူတို့အိမ်နေမှာနော်ဒီမခင်မိုးမနေ့ကအမကိုဒီကင်ကိုသွားတွေ့တဲ့ချိန်နဲ့ပြီးတော့မောင်နှမတွေညီမတွေထမင်းစားတဲ့ချိန်မှာမခင်မိုးအမကိုပြောလိုက်အမေတော်အောင်ဆန်းစုကြည်ကဖြိုးမင်းသိန်းပြောသလိုဒေါ်လာသိန်းနဲ့ချီရွှေချောင်းနေတာလက်စားရတယ်ဆိုရင်အမေကိုစဖမ်းတဲ့အချိန်မှာအမေအိမ်ကိုမြေလှန်မလိုက်ပြီအိမ်ထဲမှာရှိတဲ့ခွေးရယ်အိမ်ထဲမှာရှိတဲ့ cherry ထက်ရယ်အိမ်ကိုတန်ရှင်းလုပ်တဲ့လူ2ယောက်3ယောက်ရယ် walkie talkie ဆိုတာဘေးကဒီလိုနိုင်ငံတော်အတိုင်းနိုင်ငံမှာ walkie talkie ရှိလို့ဆိုပြီးတော့စပ်ပေါက်တယ်ဆိုတာဒါဒီမှာ cherry ထက်တို့လိုဒီ body guard တွေရှိတယ်ဆိုဒီ walkie talkie ကအမေရဲ့ body guard တွေမှာရှိမှာပဲဒါကို walkie talkie ဥပဒေတို့နောက်ပြီးတော့ထပ်ဆင့်ပွားပြီးတော့မဲခိုးတဲ့ဥပဒေတို့ဖြိုးမင်းသိန်းကနေပြီးတော့ထပ်လောင်းပြီးတော့ရွှေချောင်းနေဆိုတော့အမေဆိုတဲ့လူရဲ့အိမ်မှာဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံနိုဘယ်ဆုရှင်ရဲ့အိမ်မှာရွှေချောင်းတွေဒေါ်လာတွေသာရှိရင်မခင်မိုးပြောသလိုဒီစီကလင်တွေထဲမှာသာရှိရင်အဲ့ဒီနေ့ကလေးကအမေပုံနဲ့အတူတကွနော်မင်းအောင်လိုင်းဆိုတဲ့လူဟာဘယ်တော့မှလူတယောက်ကိုလူငင်းချမ်းသာကိုပေးချင်တာမဟုတ်မခင်မိုးအခုပြန်တော့မခင်မိုးထမိန်ခိုးမှုနဲ့ तू ကဟိုကွက်ပြင်းနေကွက်စိတ်ခင်းလိုက်နော်အမေသာအဲ့ဒီနေ့ကအဲ့လိုမျိုးခိုးခဲ့တယ်ဆိုရင်အမေမှသာလက်စားထားတယ်ဆိုရင်အဲ့ဒီနေ့တည်းကအမေကဓာတ်ပုံကလေးရိုက်ပြီးတော့အရှိမသူတို့ပြောတဲ့စသိမ်းမောင်းမြောင်များဆိုတာတခိုးတုတ်တခိုးတယ်နဲ့ CNN News မှာပါသွားပြီအခုဒူတာတေလိုပဲတည်င်းကအဲ့လိုမျိုးလှုပ်ထလိုက်ပါဒေါအောင်ဆန်းစုကြည်ရဲ့တမာတိကုံဒီတမာတိကိုယုံလို့ဒေါခင်မိုးတို့ခုချိန်ဒီဒေါအောင်ဆန်းစုကြည်တမီးပါဆိုပြီးလက်မထောင်နေတာ support လုပ်တယ်ဆိုတာကို support လုပ်တယ်ဆိုတာဒီ NUG တခိုးတွေကို support လုပ်တဲ့နင်တို့ဟိုနုပိန်းနေနော်နုပိန်းနေကြံရပါတယ်နားတာဒေါအောင်ဆန်းစုကြည်ကို support လုပ်တဲ့ငါတို့ support လုပ်တဲ့လူကတန့်ရှင်းတယ်နောက်ဖေးဘောကတက်လာမယ်ကြည်ရေးစံအိတ်တွေစီပုံးတွေတတိတာထားရုပ်ရှင်လက်မှတ်ကိုရိုးရိုးတန်းကနေပြီးတော့တပည့်နဲ့ရုပ်ရှင်သွားကြည့်တဲ့လူရဲ့သမီးအဲ့ဒီလူရဲ့သမီးကအဲ့ဒီလိုပဲတိတ်ခါရှိလို့သူ့သားကဗတ်စကားတိုးစီးနေရတယ်ဒီလိုနေရာမှာနင်တို့စစ်ကောင်စီကမေလို့တက်ကကောင်းနေတဲ့သားသမီးတွေဆိုနင်တို့ထိတ်ဆုံးကဟိုစောက်ဖို့သမီးတွေကိုငါမပြောသေးအောက်ကကောင်းနေတဲ့သားသမီးတွေတောင်နင်တို့အခုချိန်မှာလျှက်စစ်ကားစီးနေတာဒီကောင်လေးကအခုချိန်ဒီသူ့ရဲ့လန်ဒန်မှာအခုချိန်ဒီဘတ်စကားစီးနေတာတော့တော်လည်းရေးပါဆိုပြီးခိုးတဲ့လူတွေရောဘလို့အကြောင်းကြောင့်ပဲခိုးနေတဲ့လူတွေတိုင်းပြည်ကပြည်သူကိုပေးတဲ့ဟာကိုခိုးစားတဲ့လူတိုင်းဝန်ဆန်းစုကြည်ထွက်လာမှာအကြောက်ဆုံးဒီမင်းအောင်လိုက်တဲ့ဆိုးတဲ့လူတွေကအဲ့ဒီခိုးစားတဲ့လူတွေငါလိုလူမျိုးကိုနင်တို့ယွန်းတာနင်တို့မုန်းတယ်ဆိုတာအဲ့ဒီတခိုးတွေကိုတစားစီပြောနေလို့ငါ့ကိုမုန်းတာတခိုးမတွေနဲ့ဆက်ပြီးပေါင်းဆက်နေတဲ့ဟာမတွေပါငါ့ကိုမုန်းတာနင်တို့လင်းနေထီလို့နင်တို့ငါ့ကိုမုန်းတယ်ဆိုရင်နင်တို့3ရက်ကနေတစ်လပြင်ပို့မမုန်းတစ်ချက်ပေါ်လာရင်ဒီလင်းနေကြောင့်နင်တို့ငါ့ကိုအစာမကြေခဲ့လို့နင်တို့ရုပ်တွေငါ့လောက်မလန်းတဲ့အတွက်ငါထက်တက်ကြီးရွယ်အိုတွေဖြစ်ရဲ့လို့ငါ့ကိုလာပြီးတော့ပြောတယ်ဆိုတာကအဲ့ဒီကောင်မတွေရဲ့ဒီစစ်ကောင်စီကမွေးထားတဲ့ဒီစစ်လော်ဘီတွေနဲ့ဒီလိုလှိုင်းစည်းသွားတာလောက်ပဲရှိတာသူတို့ကလှိုင်းစည်းသွားတာသူများလေကြုံစည်းပြီးတော့လေလိုင်းပေါ်မှာရန်ဖြစ်တယ်ဆိုအဲ့ဒီဥစ္စာကို agree လုပ်ပြီးတော့နော်ဝမ်မဲဆိုဒီဘက်ကပါဝမ်မဲခေါ်တယ်ဆိုတဲ့ကနင်တို့ရဲ့တရေကအတွင်းထဲမှာကိုရုပ်ကိုမှန်နဲ့ပြန်ကြည့်ဒါမှမဟုတ်နင်တို့ live လွှင့်နင်တို့မျက်နှာတွေနင်တို့မျက်လုံးတွေပြည်သူတွေမြင်မစေငါ့ကိုပြောဆိုနေတဲ့မိန်းမတိုင်းပြည်သူမြင်မစေနင်တို့မျက်ခွက်တွေနော်နင်တို့တော်လိုင်းရေးသမားတွေဆိုရင်အစ်စ်ဆိုရင်ငါ့ကိုနင်တို့အဲ့လောက်ထိစိတ်မဝင်စားဘူးမင်းအောင်လိုင်းပြီးမင်းအောင်လိုင်းပြုတ်ကြရေးမင်းအောင်လိုင်းပြုတ်ကြရေးမင်းအောင်လိုင်းပြုတ်ကြရေးဆိုအရေးသုံးမှာဒုတာဝင်အရေးသုံးမှာလုံနေမှာအဲ့လောက်ပဲเนาะတခိုးနဲ့ဟိုဒီစစ်ကောင်စီရဲ့
ထောက်တိုင်နေလက်တက်ပွားတွေပဲငါ့ကိုမုန်းငါ့ကိုအသက်လွတ်ဘယ်သူမှမမုန်းစီးပွားပြတ်သွားရင်တော့မစီးပွားရှာစားလို့ရ6လလောက်ဆိုစာရန်ငယ်ဘာတွေလာရေးလဲမသိဘူးကိုရီးယားလိုလာရေးတာအားလုံးပဲ bye bye เนาะအဲ့တော့တော်လိုင်းအဆုံးထိပါမယ်တခိုးဖမ်းမယ်ကြိုက်ကြမကြိုက်ကြတခိုးဖမ်းမယ်ပြောမှာပဲငါအနည်းဟိုနေ့ကဆိုအလူငွေဘယ်သူကင်လဲဆိုပြီးတော့မိုက်သွားကြည့်လိုက်သေးဒါလည်းဟိုဒါလည်းသားရယ်ဘလို့ကောလဲမောင်လေးရယ်ဘလူလဲမောင်လေးလားညီမလေးလားမသိဒါကတော့မိုက်တို့ကကြတော့ဓမာယုံပါတယ်မိုက်အမေဆိုရင်မီယိုးဖလာနည်းနည်းဆန်တယ်အဖေကလုံးဝနတ်မကိုးကွယ်ဘူးအဖေကဘာနတ်မှမကိုးကွယ်ဘူးအိမ်မှာနတ်ဟိုအုံအိမ်တွင်းအုံတော်မထားရအောင်အမေတို့အမကြီးတို့အဖေကအဲ့လိုမျိုးဗုဒ္ဓဘာသာဟိုအစ်စ်မိုက်တို့ဟိုမနက်ညကြရင်မိုက်တို့ကဝိကျွရတယ်အကိုကြီးကဖះတရားရမ်းလို့တာဝိကျွလို့မိုက်တို့ဝိကျွပြီးသွားပြီဆိုရင်ဟိုပေကြီးဆက်တဲ့တုတ်ရဲ့အဲ့လိုတမုတ်တွေပါတယ်ဒီလိုမျိုးတွေအကုန်လုံးဆိုပြီးအမျှတန်းဝေပြီးတာနဲ့အဖေကမိုက်တို့ကိုရေကျော်လမ်းတောက်မှာရှိတယ်အေးဆိုင်ရှိတယ်မိုက်တို့ငယ်ငယ်တော့ကຫນွေရာဒီဆိုအခုလိုຫນွေရာဒီဆိုရင်ရေခဲတုတ်တို့ထောပတ်တီဖြော်ရည်တို့စတော်ဘယ်ရီဖြော်ရည်အဲ့ခက်ကမိုက်တို့ငယ်ငယ်တော့ကဆို30နဲ့ဈေးဝယ်စားလို့ရတဲ့အချိန်မှာအဲ့အဖြော်ရည်တစ်ခွက်က3ချက်တို့4ချက်တို့အဲ့ဒါဆိုရင်သားပါဗျအေးသားပါအဲ့တော့အဲ့ဒီ3ကြော့4ချက်ဆိုမိုင်းတို့တအိမ်လုံးကမောင်သမား6ယောက်အမေနဲ့ဆို9ယောက်အဖေကတော့မစားပါဘူးအဲ့ဒီ9ယောက်စာကိုအဖေညတိုင်းအဲ့လိုဝတ်ပြုတ်ပြီးသားညတိုင်းမှာအဖေမိုင်းတို့အေးလိုက်တိုက်တာတညကိုအစိတ်လောက်ကုန်အဲ့ဒါအဖေအမေနဲ့ဆိုင်တယ်မိုင်းတို့ကအမေတို့ဆိုရင်ဒါရိုမီယိုးဖလာသွားတာအမေတို့ဆိုရင်ဟိုလက်တိတ်တယ်တို့ဘာလို့ရှိပေမဲ့အဖေမှာအဲ့လိုလက်တိတ်တာတို့ဘာလို့မရှိအဖေကကိုစရောင်းခမ်ဆောင်ကိုယုံကြည်တဲ့လူကန်ကန်ကြီးအကျိုးယုံကြည်တဲ့လူကန်အလုတ်ကောင်းရင်ကန်ကောင်းမယ်အဖေလည်းအမကြီးလိုပဲအရန်အလှများတဲ့ခါကျတော့မကြီးကသူ့ဝေဒနာမင်းလို့ခေါ်အဲ့လိုအရန်အလှများတဲ့ခါကျတော့မကြီးတို့က rich people တော့ဖြစ်မလားဒါပေမဲ့မာကြီးအဖေကမပေးရရင် तू စိတ်မကောင်းဖြစ်နေမာကြီးလိုပဲ तू ကလှူနေတန်းနေရမှာပျော်နေတာမာကြီးအဖေကအမြဲထီပေါက်တယ်ကန်ရမ်းကောင်းတာအဖေကအမေရိကန်လာလဲ तू က800တို့ဘာလို့ပေါက်ဒေါ်လာ800တွေဟိုအဲ့လိုမျိုးကပ်ပြားချစ်လဲအဲ့လိုထီပေါက်တယ်အဖေကဘာလို့ထီတွေဘာတွေပေါက်လဲဆို तू လှူတဲ့အခါမှာ तू ပြန်လိုချင်တာမဟုတ်ဘူးသူ့ဆွေမျိုးသူ့တွေပါသူ့ဆွေမျိုးတွေဆို तू မကြွေးဘူးတဲ့လူတော်မရှိတော့ဘူးမာကြီးအမေဘက်ကအမျိုးတွေဆိုရင်လဲအဲ့လိုမျိုးပဲဟိုspecial ကျွေးပြတာကွာတခါလေကြတော့လူတွေကတချို့လူတွေကတစ်ချက်တန်တဲ့လူကိုတစ်ချက်ပဲပေးရတယ်တစ်ချက်တန်တဲ့လူကို30သွားကျွေးလိုက်ရင်30မရတဲ့ခါကျတော့အဖေကပတ်စံမရှိတော့ဘူးသူဖြစ်သွားတယ်နောက်တစ်ခုကမိုင်းဖေကလှူနေတဲ့ခါကျကိုယ့်ဘုတ်ကိုစုမထားလိုက်တဲ့ခါကျတော့သူအရွယ်ကျလာတဲ့ခါကျတော့ဗမာပြည်ကပင်စင်မရှိဘူးလေမရှိတဲ့ခါကျတော့သိရမလားမပေးနိုင်တော့တဲ့ဆိုရင်ဗမာလူမျိုးမှာကျေးဇူးကမ်းပြတာပတ်စံပုံများတဲ့လူပေးပေးမပေးပေးသွားပြီးပေါင်းတာအဖေကမအမ်းတော့ဘူးပေါ့ဟဲ့အမျိုးတွေအဲ့လိုမျိုးဖြစ်သွားတာဒါကြောင့်အဲ့ဒါကြောင့်မို့လို့ဒီမိသားစုတွေမောင်နှမတွေတိုးတက်နေတဲ့စီးပွားရှာနေတဲ့မောင်နှမတွေနိုင်ငံတကာမှာရောက်နေတဲ့မောင်နှမတွေကိုယ့်ဘုတ်ကိုအရင်ချမ်းသာအောင်လို့မာကြီးအမနဲ့မာကြီးရဲ့ကွဲပြားချက်ကမာကြီးကတစ်ငါမကြွေးပဲနဲ့တည်သွားရင်ငါချမ်းသာမှကြွေးမယ်ဆိုငါဘယ်တော့မှချမ်းသာမှာလဲဆိုကိုယ့်ဘာကိုစိတ်ပူမှုရှိတယ်အဲ့တော့ငါချမ်းသာတာမသာတာငါရှာနေတယ်ငါနေ့တိုင်းအလုံးလုံးနိုင်တယ်အမေရိကန်မှာနေတာရောဆိုငါဒီလိုမျိုးကိုချမ်းသာအောင်အရင်မလုပ်မာကြီးမကြတော့သူ့ကိုယ်သူအရင်ဘစ်လုပ်တယ်သူ့ကိုယ်သူခိုင်တော့ကြတော့မှသူဒီလိုဝေတော့အခိုင်ကလည်းကောင်းတယ်ကွာဆရာဝန်ကွာလူကလည်းအဲ့လိုအထိုင်ကောင်းသွားပြီကြတော့မှပတ်စံဝေတဲ့အခါကျတော့ weight လည်းကြီးတယ်ဝေရတဲ့အမောင်းကလည်းများတယ်ပြီးတော့အမျိုးတွေကလည်းဘယ်လိုခေါ်လဲဟန့်တာပေါ့သိရမလားငါကြတော့ငါပေးသားပေးငါစောက်ဖို့ဖြစ်နေဒါပေမဲ့မကြီးပြောပါတယ်ဒါဥပမာရပြောပြတာပါတကယ်လို့လူငယ်လေးတွေအလုံးလုံးတဲ့လူငယ်လေးတွေမောင်နှမတွေ20ကနေပြီးတော့40အတွင်းမှာအလုံးလုံးနေကြသေးတယ်ဆိုရင်လှူတော့လှူပါတိုင်းပြည်အတွက်မလှူရဘူးဒီလိုအချိန်မှာတော့လှူပါဒါပေမဲ့စီးပွားပြက်လောက်အောင်တော့လူတွေကိုမလှူနဲ့လူတွေကအကျင့်ပါတတ်တယ်အဲ့အကျင့်ကိုကိုကပဲဖြတ်လိုက်တာမာကြီးဆိုမာကြီးမိသားစုမာကြီးပဲဖြတ်စည်းတာဝ
ဝယ်ပေးတယ်အင်ကြီးတွေရောဂျင်းမောင်းပြီးတော့အကုန်ဝယ်ပေးတာခြေထောက်ကနေခေါင်းကနေခြေစုံရင်မွေးရအစားဘွဲယူရင်ငတ်နက်တိုင်အစားပန်ကအစားစတိုင်ပန်တွေပါအဲ့လိုမျိုးနိုင်ငံသားတကယ်နော်တီကာတို့ပါတော့အဲ့အမျိုးလောက်ကိုကောင်းကောင်းဝယ်ပေးတယ်ဒါပေမဲ့သူတို့အမေရိကန်ရောက်တဲ့အခါကျတော့မာကြီးကရိုးအလုပ်သမားပဲသိရမှာမာကြီးက bill လုပ်မထားဘူးကိုဟိုဟိတ်ကြီးဟန်ကြီးနဲ့ငကိုတွေကမနေတတ်တာပါဒါကဒီနေ့အေးလို့ခြုံထားတာနော်မာကြီးကပျော်ရွှင်ရွှင်နဲ့happy ဖြစ် hippie life ကိုကြိုက်တာဆိုတော့ပြောချင်တာကဘာလဲဆိုကို bill အရင်လို့ကိုခိုင်နေမှငါရှင်တန်မှဖြစ်မယ်ဆိုပြီးတော့အမေတွေဖေတွေချဲထိုးတိုင်းလဲလိုက်မပေးနဲ့ဒါကိုကဖြတ်စီးရမိပါအောင်နော်မိဘကိုပေးဒါပေမဲ့ကိုကိုအရင်စုကိုခိုင်ပြီးတော့ကိုခိုင်ပြီးတော့ကိုအောင်မြင်တဲ့အခါကျတော့မှသူများကိုပေးတစ်ချက်တန်တဲ့လူကိုတစ်ချက်ပဲပေးတစ်ချက်တန်တဲ့လူကို100ပေးမိရင်အဲ့ဒီလူကတစ်ချက်ပဲပြန်ပေးနိုင်တဲ့အခါကျမခင်မိုးလို့ပေါ့မခင်မိုးဒေါ်လာ100ပေးတယ်တစ်ခါတလေမှာဒေါ်လာ100ထက်ပို့ပြီးတော့တငယ်ချင်းတွေပါစုလိုက်ပြီးဒေါ်လာ1000တွေပါသွားပေးတဲ့ခါကျတော့ကျေးဇူးမတင်တဲ့လူနဲ့တွေ့တဲ့ခါကျတော့ကိုယ်စောက်ကံပလိုက်တာမြင်းလိုမျိုးဒါတော်လိုင်းကာလာမှာရတာဒီကလေးတွေဆိုတာမာကြီးအတွက်ပါလေးပါမာကြီးကတစ်မျိုးလုံးတစ်ဆွေလို့အများကြီးအဖေလိုပဲလှုပ်ခဲ့တဲ့လူဆိုတော့ဒီတော်လိုင်းကာလာညီကိုလေးတွေကန်လောက်တာတော့မာကြီးကဖြာတနာတယ်မာကြီးဘောကမှာအရှိမလက်စင်တွေအများကြီးဆိုတော့တော်လိုင်းကလေးလေးတွေမာကြီးကိုလူလဲလာလောက်တာတို့အဲ့လိုမျိုးမထီမဲ့မြင်ပတ်စံအလှနေဝရင်စကားမပြောတော့တာတို့အဲ့လိုမျိုးအလှရှင်အကြီးတွေ့သွားရင်ကိုပြစ်ချလိုက်တာတို့ဒါမျိုးတွေကဟိုကြားရကိုမလို့အဲ့တဲ့နေရာမှာကိုယူသလိုပေါ်သလိုနဲ့မနေဘူးရှောင်ထွက်သွားလိုက်တာပေါ့ဒါမခင်မိုးနဲ့အမနဲ့ကွာချားမုံပေါ့အဲ့တော့ပြောချင်တာမခင်မိုးနောက်ကိုမလိုက်လာနဲ့ဒီလိုနေရာမှာတော့မခင်မိုးနောက်ကိုမလိုက်လာနဲ့မခင်မိုးအမလုပ်တဲ့နီးဆိုရင်သူ့ကိုယ်သူဆရာဝန်ဖြစ်အောင်ရင်လုပ်တယ်သူ့ကိုယ်သူ bill လုပ်တယ်သူတို့ဆရာဝန်တွေကဒီမှာလဲဆရာဝန်စာမွေးပြန်ဖြေရတယ်လေစာမွေးဖြေတယ်အောင်မြင်တယ်အလုပ်တွေအများကြီးလုပ်တယ်အဲ့အချိန်ကျတော့မိသားစုကိုပေးတာမခင်မို့သူဝယ်ပေးတဲ့ဟာမခင်မို့မှာရေရမရှိဘူးဒါဟိုတနေ့ကဝယ်ပေးတာအလုပ်တွေပါလိုတယ်သူပတ်စံတွေပါလိုတယ်ဆိုတော့ထုတ်ပေးပါတယ်ဒါပေမဲ့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုထုတ်ပေးလိုက်တော့သူ့ရဲ့အမောင်ကလူမြင်ရတာပေါ့မခင်မို့လာတိုင်းရောဟဲနင်ဒေါ်လာ100ပေးတာကြတော့သူတို့ဘဝအဲ့အချိန်မှာချောင်းလဲလေးလေပတ်သွားတာကိုမေ့သွားတာဘဝမေ့သွားကြအဲ့လိုမျိုးပဲအဲ့လိုမာကြီးတို့ဆိုရင်ကွာ तू ကနက်ကသူ့ကိုကိုးကွယ်မှာသူ့ကိုစက်တာမှဟိုမမယ်ဆိုတာဆိုတော့သူ့ကိုမဆက်တတ်ရင်ဆိုတော့ तू ကဟိုဆေးတောက်သူလိုပဲ side effect ပါရှိသေးတယ် तू ကသိရမလားဒီဆေးကိုတောက်ရင်ဟိုစီးကြတော့ကြာမယ်ဒါပေမဲ့တခြား side effect ရှိတယ်သိရမလားအဲ့လိုမျိုးဖြစ်နေတာပေါ့သိရမလား side effect ပေါ့ဒီအကြိုက်ခဲပြောက်ဆေးဆိုရင်ကြိုက်ခဲပြောက်ဆေးဆိုပါရာစီတမောတောက်ရင်ပါရာစီတမောလိုမျိုးပေါ့နော်ဒီ Tylenol လို့ခေါ်တာဒါကတော့ဒီက brand name ပေါ့နော်ဒါမှဒါပါရာစီတမောကြတော့အစာပါတောက်လို့ရတယ်နောက် Advil ဆိုတဲ့ကောင်ရှိတယ် ibuprofen ဆိုတဲ့ကောင်အဲ့ကောင်ကြတော့အစာနဲ့တွဲတောက်ရတယ်အဲ့လိုမျိုးပဲပေါ့ဟိုသူတို့ကိုးကွယ်မှဟိုဘယ်လိုခေါ်လဲသူတို့ကိုးကွယ်မှကိုဘွားကြီးဘွားမှာပြီးတော့မာကြီးမယိုသေးတဲ့အလုပ်တွေလုပ်တယ်အရက်တောက်တယ်ကွာပြီးတော့ဒိန်းကွင်းနေဆိုမာကြီးလုံးဝမရှုံငယ်တော့ဆိုအဲ့ဒါအပျော်ပဲလိုက်ကြဒီ6မတွေဘာလုံးနေရလဲဆိုပြီးတော့အဲ့လိုအပျော်ပဲလိုက်ကြမာကြီးလုံးဝမရှုံအောက်လန်းတို့ဘာလို့လဲမာကြီးမယုံအဲ့မယုံတဲ့လူစီကိုလည်းအဲ့ဒီအောက်လန်းတွေကမလာဘူးငါသူများကိုလုံးကြံနေတဲ့စိတ်မရှိဘူးဆိုတော့ငါလည်းလုံးကြံမှာမဟုတ်ဘူးဆိုပြီးမာကြီး honestly တကယ်နေတာကိုအဲ့လိုဟိုအဲ့ဒီအယူအဆအတွေးခေါ်တွေပေါ့နော်သိရမလားနောက်ဥပုပ်မဖြစ်မနေစောင့်ရတာမျိုးပေါ့နော်အဲ့လိုဥပုပ်ဆောင်နေတဲ့အချိန်မှာကိုကလောဘစိတ်ဒေါသစိတ်တွေများနေဆိုဒီဥပုပ်ဆောင်တာအလကားပဲရိတ်တာမှာမာကြီးသွားတော့ဆိုရင်သွားထိုင်ပြီး9ရက်လောက်ကြာတော့မိုက်ကာလာတွေပဲမမြင်ကျင်တော့အရန်တေချာမဟုတ်ဝိပဿနာမှာတေချာထိုင်လိုက်တဲ့ခါကျတော့အပြင်ကမိတ်ကပ်တွေဒီကာလာတွေမြင်တော့မှလူကပူတယ်ပြီးရင်အဲ့ရိတ်တာထွက်လာလူမျိုးတရားဟောချင်တာတွေ့တာကိုသိခဲ့တာတွေသိရမဆရာမကြီးဆိုတော့လေဒါမဲ့အဲ့ချိန်ကအရှိန်လေးနဲ့ဆက်သွားမှာအဲ့တော့နိုင်ငံကလာကန်ကြီးကြမှာရိတ်တာထိုင်မှုတယ်ရှိအောင်သွားထိုင်တာဟိုအဲ့တော့အဲ့အရှိန်ကအမေရိကန်ရောက်တော့ပါမလာတော့ပြက်ကြတော့ဒါမဲ့ဘ
bao the yard by on my time give him to me my yo ngaba di la yadlaw shaw a yeji do ngaba di la masare case lena papa lane to do lane Paju Siaro a shame, my you, the yarn, the yarn and neither on the Siaro Uzodiga. No, Mongli Jan, the Gelo a Chayama, so Siaro Uzodiga, a boas or a chance valley. Oh, you lure nale, and Pali Patanes on Yira, boas or a chance. Ari, Ludia, Bajang Buddha Bada, a chicken, Babilo counting le. The Buddha Bada, and Nika Palace, or a boas or a chawan is up. My low college started or stress ya yamya de la. But my aim women so they load my county ma a low be one sale parties. I'm a yamya will cow be or the amla. Oh, Lua Iman and a home ya what a mai pound like a home near Chema. Sarah Uzo the guy saw own at the yarn and na like that Chema. My long one was in one. I can't if you toyo. Mama, Toyo, a go long time later. Good morning. Now, the chapa that you roam a tie about, Babe, go yaga thing and out of go pian bioda de Diamla. Oh, Maizo di tola him a calculated David only. Maizo, Buddha Bada assist over me. God good, Biobio. Now, Naru Lumuri Magero, La Goye, Naru Lumuri Keva also. Yadamia, baby, after be my light down, man, at the Emma. Alomio, Kangi Moma, through. I mean, I also a similar Kua Bales or Ari Sally Bo. Celia, not a value. Mago way, Champion Tomium who are one method, one male poor metal, Tameru Pola, da cookie kibble, Ago Yonji mover, that Dolaika lie, not a barber, don't the Conamin be one, don't the Shibar who don't the go part of Chimeluri. No, you are Unaji Jagama, you are Unaji Chimelu. Sam, I naga. My year. Go to see Japan, Beda Luba, say a channel, my Maseva. Oh, Georgiana, the Tola be wine, Father Ile a tick, a yai tick at one. I was a Luria Tera in Yabido, oh, babe or no. I saw na yeka paid. I don't my soy up your tip inside bar, Saluya a conside, no. They are the 12, they are the vitamins are melurum ho, they are the jam your somewhere salu yare. Oh, Nabiob inside bar, Barbie inside bar, same ones out. Malumia. My a cook your biamas when catching say Magandia, Jim Punzi at the Kushida. My a cook pain it is so that Ludi Bono, the Caladia, Torema, Lima meet a mean pin. To tea there. Not through dear, my Ingwe Gayasada, my Piodia, Tilumina Mataudabu. My Ingwe Gayne Luaza. My you do a yare pasango, a poor Gide, my ear. Penny then my you do leo like and scryly low tabala, near Borari low laser. Tomorrow's in my lime and me, my air. I love a cut down no map she like it. A lime be like I Joda like a my as well, machine. Hello, the Sianashin let out my name. Two pouches in machine. Dear, say, do like a like that. A cool Lujaga, Ludeshima Bioma. Do the Jamayan Wiga, a Jan Long Jong say, Tola Saria, CDN. A CDN Saria, my year, to net shape you alone, dear. Dame, to go night go, my year. To go night what the lady, to wear myself, to wear. The person with me, I came my year do hair. Not you do hair, didn't now tura, not also a while in your my now light and scryly by low weaver. Oh, Janelle River. Nijonia little weaver, not the lions quite low here. Chile looked at the Indian why Makimo, Jonia Aqua, Matawaro, Jonia Dama, Makimo Badene. No, hold me a guere. Oh, who made me, who menare
စနိုက်ကြော်တာတွေကြတော့ကြည့်တဲ့ view ဟာလူ3သိန်းကျော်ငါကြတော့ဒီမှာတော်လန်ရေးက2000လောက်ကြည့်တာဟဲ့လုံအောင်ဟဲ့ဘာညာကိုက तू ကငွေကိုင်းဆိုတော့အမြဲတမ်းဒါမျိုးတွေပဲသွားပြောတာပေါ့တဲ့မှာဟဲ့ငါ viewer တိုးအောင်လို့ like and subscribe လေးလုပ်ပေးပြီးမှမကြည့်ချင်လဲမကြည့်နဲ့ပိတ်လိုက်ရောတဲ့မှာ like subscribe လုပ်တဲ့လူများတဲ့ခါကျရင်မိုင်း view ဟာအများကြီးတိုးလာရင်မိုင်းတို့ကလေးတွေတော့ပတ်စံရတာပေါ့ဒါမိုင်းတိုင်းပြီးတော့မိုင်းပတ်စံရှာနေလေမိုင်းရဲ့ skin care မှာရောင်းမှမစားပဲနော်အဲ့လိုမျိုးအထာနဲ့အဲ့လိုမျိုးမနေတတ်တဲ့ခါကျတော့ရိုးရိုးသားသားပြောတာပေါ့နော်ဒါဖုံဖုံဆိုရင်လည်းကချင်ဖုံဖုံဆိုလည်းလူများများ share ပေးပေါ့ကျွန်တော်ဝိုင်းထုနေကြပြီ share ပေးတော့ကျွန်တော်လည်းအကျိုးရတာပေါ့ဒါဖုံဖုံဆို live စာတွေကဖုံဖုံ like share ပေးကြနော် like လုပ်ကြနော် share ပေးကြနော်အမြဲတမ်းဖုံဖုံပြောတယ်ဘာလို့လဲဆိုတော့ viewer များရင်ပတ်စံပို့တိုးတယ် market မိုးရဲ့ Facebook ဆိုအရင်တော့ star လေးတွေပေးလို့ရအဲ့ဒီအမျိုးသမီးတွေတခါတော့ဝိုင်းလုံးလာတယ်တော်လိုင်းတစ္ဆာဆိုတာတဲ့မိန်းမကြီးတွေတခါမဟာသူဘာတာကိုလောက်ကြတာဆူလာသူဘာတာတွေဝိုင်းထုလိုက်ကြတာမိုင်းဒီ blue mark ယူထားပဲမိုင်းဥစ္စာမှာဘာကြောင့်မှမရတော့အခုဆိုရင်နေဆက်ကလေးတွေဆိုရင်သူတို့မြောက်ကလေးတွေအကြောင်းတင်တာတို့သူတို့ဘုံတွေကြလာတဲ့ခါကျရင်သူတို့ဘာတွေလုပ်ရတယ်တို့ဘာလို့တင်တာတို့ဆိုဒီကလေးတွေဆိုပတ်စံအောင်ဝင်နေပြောပြတာပါနိုင်ငံသားစီကပတ်စံရှာတော့ကိုယ်တိုင်းပြည်သားတွေကနေခွက်ခောက်တာမဟုတ်ဘူးလေမာကြီးကဒီ Google ဆိုတာတကဘာလုံးလှုပ်ရှားနေတယ်လေသူကကြော်ညာရနေတယ်လေ YouTube ဆိုတာဒီ Google ကနေမာကြီးကဒီလိုလေး live လွှင့်ပြီးတော့ခန္ဓာကိုယ်အားနဲ့တုံးပြီးတော့ရှာပေးတာဟဲ့ငါ like and subscribe အမရဲတဲ့ live မမိဘူးလေအဲ့တော့ကဲကြည့်ဘယ်လိုလုပ်ကြမဆိုရင်ငါမျိုးတွေကစားငါဒီလိုမလုပ်ဆိုတို့တိုင်းပြည်ကဘယ်လိုကြိုးကြည့်စရာမလိုဘူးလေလူချင်းကကွာငငယ်တဲ့နှစ်ချီတွဲလောက်နဲ့ပေါင်းလာတယ်ဆိုတော့မကြည့်လဲရတယ်ကွာဒါပေမဲ့ like and subscribe လေးတော့လုပ်ပေးပေါ့အဲ့ဒါကိုတော်တော်ပြောယူရတာအဲ့တော့ဘယ်လိုတိုးတက်မလို့အဲ့ဒါနင်းနက်ကင်မဲနင်း like and subscribe မလုပ်ရင်နက်ကင်မဲလို့ပြောတယ်နော်ပေါ်တာဆွဲမယ်တို့ရက်ခွက်ကိုဆိုရင်အဲ့ဒါသူတို့ကြောက်နဲ့လုံမှာမြန်မာလူမျိုးကတကယ်ပေထုံလူသားတွေပေထုံတန်းလာဟိုဘထိုင်းနိုင်ငံကဝင်ကြီးချုပ်နာမည်ဟမ်နင်တို့ကဒူတာတေလားပေထုံတန်းလာနင်တို့ကis Burmese not a Nepalian I'm from Burma အဲ့တော့ဟဲ့ like and subscribe လေးလုပ်ပေးပါဆိုတာဟိုမှာတော်တော်ပြောယူရငါ9မိနစ်လောက်ချိန်ကုန်သွားတယ် like and subscribe အဲ့ live မမိဘူးမရေပြောသွားအမသိတာတော့မိုက်သိတာတော့ဒီ YouTube တွေဘာတွေမှာမခင်မမျက်နှာကြီးပေါ်နေဆိုသူတို့ဖုန်းတွေယူစင်ပေါ်သွားမှဆိုလို့လားမသိပါဘူးဒီလောက်ကတော့မိုင်းနားတော့လဲပါဒါပေမဲ့ like and subscribe လေး share လေး friend only like share လေးကိုရေးစိတ်ချတဲ့တငယ်ချင်းတွေ like share မခင်မို့ like and subscribe လေးလုပ်ပေးပါဆိုပြီးတော့ဘာလို့ဆိုပတ်စံတကယ်ဒါ Google ကနေရှာရတဲ့ငွေလေနော်တော်လိုင်းရေးသမားတွေပဲပြောတာပါစစ်တပ်ကတော့ငါ့ကို like တွေပုံများမဟုတ် subscriber ပုံများမှမသိကောင်မဂျပူအကြောင်းဘာပြောမလဲဆိုပြီးတော့နော်တို့တေပန်းပွင့်တေပန်းမလှအောင်နော်စစ်တပ်ကဟာတယ်အရှိကနေဝင်းလဲတို့တည်တယ်တို့တထေးတွေဆိုအန်ရှူကမတော့အောင်โอเคနေဝင်းလဲအန်ရှူကမတော့အောင်နေဝင်းအဲ့လိုဖြစ်လို့သူ့မိယာအခုတန်းရွှေကိုထပ်လုပ်တယ်တို့တေကန်ဒီထွက်ပေါက်မကောင်းအဲ့တော့အလင်းဝင်စောစောစီစီအစိမ့်နေလဲเนาะဒီလောက်ပဲเนาะဒီနေ့ပြန်တနင်္လာအင်္ဂါဆိုရင်မခင်မို့အလုပ် live မလွှင့်တော့ဘူးเนาะအဲ့တော့ဗုဒ္ဓဘူးလောက်ကြာမှာပဲ live လွှင့်ဒီလဝင်ငွေတိုးအောင်လို့ like and subscribe လေးလုပ်ပေးကြပါဦးเนาะအားလုံးမချစ်တယ်မင်္ဂလာပါမရေဟိုပြီးပြီတော့အခုမှဝင်လာ bye byeကျမအားတင်သားတော့မှာပဲကျမအနိုင်ဘက်ကပါเนาะအားရှိစရာစကားပြောပါမယ်ကျမရေကုန်ရေကန်းတိုက်မဲ့လူထဲမှာမခင်မိုးပါပါတယ်မခင်မိုးကလည်းဒီကလေးလေးတွေရဲ့အမအမေအန်တီဖြစ်နေတဲ့အတွက်ကျမကကြိုးကြသွားလို့မရပါဘူးသူတို့ဒီလဲကျမကိုကြည့်ပြီးတော့เนาะအားဆိုင်နေတဲ့လူတွေဖြစ်တယ်လို့ကျမကလည်းသူတို့ရဲ့ရိုးကုန်လေးတွေကျမသားတွေထဲမှာတစ်ခုတ်ဝါရန်တာပြီးတော့ဘဂီရိုက်တဲ့လူတွေတရားမှမရှိတဲ့အတွက်အမတန်ဂုံစားပြီးတော့နော်
ကျမရဲ့သားတွေကလူကောင်းလေးတွေဖြစ်တဲ့အတွက်ကျမဆက်ပြီးတွန်းနေမှာပဲတယောက်ကြာသွားရင်တော့ကျမကျန်တဲ့နောက်2ယောက်နဲ့ဆက်ပြီးတော့သူတို့နဲ့ကျမနဲ့တနိုင်ငံစီပါအမေကျမနောက်ဆုံးထိတိုက်မှာပါFederal Democracy ဆိုတာကောင်းပါတယ် Federal နဲ့ Democracy ခွဲမေးလို့မရပါဘူး Federal Democracy ပါ Democracy ဆိုတာလူအခွင့်အရေးပါ Federal ဆိုတာက state တွေအားလုံးစုစည်းမှုလို့ခေါ်ပါတယ်တိုင်းပြည်ထဲမှာရှိတဲ့ကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းအားလုံးစုစည်းထားတဲ့ Federal Democracy ဆိုတာလူအခွင့်အရေးပါ Federal Democracy ဆိုတာဒီတိုင်းရင်းသားတွေအားလုံးနဲ့ဖွဲ့စည်းထားတဲ့လူအခွင့်အရေးလို့ခေါ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကချင်မလာနဲ့ကယားမလာနဲ့မလုပ်ပါနဲ့เนาะကိုပြည်တဲ့ကိုလာရဲဆိုအခုဒီ MNDAA နဲ့ KIA နဲ့ဖြစ်တဲ့ကိစ္စဆိုရင်သူတို့ကသူတို့ပြီးသွားမှာပါသတင်းတွေကချင်းချစရာမလိုပါဘူးเนาะသူတို့ဘဝတက်တွေဘာတွေမကောင်းဆိုတာလဲဒါဟာအာနာရှင်ကြောင့်ပညာမတက်တာပါဒီလူနေတဲ့လူတွေတောင်ကျမတို့အချင်းချင်းကျမတို့ဟိဟိန်းစော်ညူပြောတဲ့စကားနဲ့ဝက်မဲဘာဖြစ်တယ်ညာဖြစ်တယ်ဒါပညာတတ်တွေเนาะဒါအမေရိကန်တွေဘာရောက်နေပြီသူတို့ပညာတတ်အုပ်စုတွေလူလာတန်းနဲ့အများကြီးဆိုတော့သူတို့ပတ်စံလည်းရှိကြတယ်ဒါတော့မှသူတို့လေလိုင်းမှာအနိုင်မခံရှုံးမခေကြက်ဖတငင်တောဝင်တိုက်နေတာဆိုတော့ဒီလက်နဲ့ကင်ထားတဲ့ဒီတင်နီလာရေးတို့ဝါတွေနဲ့ KIA နဲ့ဖြစ်တယ်ဆိုတာ KIA ကချွန်းလို့အုပ်ထားတာဟိုရုပ်ကွာမော်တော့ဒီအုပ်ထားတဲ့လူတွေကဟိုထဲကိုသွားတဲ့အခါမှာအခက်ခဲရှိပါတယ်ကျွန်မလည်းအခုတော်လိုင်းရေးမှာအခက်ခဲပေါင်းများစွာနဲ့အဆုံးထိသွားမှာပဲသူတို့ပြောသလောက်တော့ရိုင်ထိုးကြသွားရင်တော့ကျွန်မနီခိုနေရကလေးတွေအများကြီးရှိတယ်ကျွန်မဒီအလုပ်ကအရန်ထွက်ချင်တာအလုပ်လိုက်ရှာတယ်ညဘက် night shift လုပ်ရမယ်တဲ့ပတ်စံနည်းနည်းလေးပုံများ$2လောက်ပုံများnight shift လုပ်ရင်ကျွန်မကျမ်းမာရေးနဲ့ကျွန်မ gain ဝါလေအခုကကျွန်မတို့ဒီမှာလည်းကုန်စည်နှုန်းကတက်လာတော့လာတာပုံများတာပိုကြိုက်ပေမဲ့ရေရှည်ကျွန်မရဲ့တော်လိုင်းရဲ့အဆုံးထိသွားမယ်ရေရှည်နေပါလေစဉ်းစားလိုက်တဲ့ခါကျကျွန်မဒီအလုပ်ကနေပြီးတော့ထွက်ဖို့အများကြီးစဉ်းစားနေတော့အချိန်ချင်းစဉ်းစားနေတော့အန်ယူဂျီစတိုင်းတိုင်းမှာအချိန်ချင်းစဉ်းစားနေအောင်ပွဲတွေနဲ့ဆင်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဖြစ်နေတာဟုတ်ကဲ့အဲ့ဒါလေးတော့ channel ဟာလေးတွေ live ဖတ်ကြည့်ပါပြည်တော်စုကြီးတစ်ခုလုံးနဲ့စုစည်းထားဘာဖြစ်လို့လဲဆိုတော့ကျမတို့ကသူတို့ဖြုတ်ထွက်လို့လည်းမရဘူးကျမတို့တိုင်းပြည်မှာဘာမှမထွက်တဲ့နေရာဆိုတော့ကရားနဲ့ချင်းနဲ့ပဲရှိတယ်ဒါပေမဲ့သူတို့စီမှာ educated တွေရှိတယ်ပညာ genius တွေရှိတယ်ဆိုတော့ကျမတို့အကုန်လုံးထုတ်ပြလို့မရဘူးအကုန်လုံးထုတ်ပြလို့မရကျမတို့ကဒီလိုလက်ကလေးတွေလိုပဲဒီအချောင်းတူလေးတွေဒီလိုမျိုးအမြဲလိုအပ်နေတာတယောက်နဲ့တယောက်ကကျမတို့ကတယောက်နဲ့တယောက်ကအမြဲတမ်းလိုအပ်နေတာပါဟိုရခိုင်ဆိုလဲကမ်းရိုးတန်းရှိတယ်ဆိုပေမဲ့သူလဲကျမတို့ပြည်မာကြီးဘက်ကစံနေပါတွေသူတို့လဲလိုအပ်တာပဲအဲ့တော့ကျမတို့ကရခိုင်ကြီးပဲတော်လို့ရခိုင်ကြီးပဲဖြုတ်ထွက်သွားမယ်ဟဲ့ဆိုသွေးခွဲတဲ့အတန်ကြီးကြားပါတယ်အဲ့လောက်ကြီးလဲမဟုတ်ဘူးသူတို့လဲကျမတို့ကိုလိုအပ်ပါတယ်ဒါကျမတို့ကဟိုဘယ်လိုခေါ်လဲဟိုထိုင်ကုန်နေလိုပဲပေါ့နော်၄ချောင်းပဲထောက်၃ချောင်းပဲထောက်တစ်ချောင်းပြုတ်သွားရင်နှစ်ချောင်းကရိုင်ပြီးတော့ပြုတ်ကြသွားမှာပဲအဲ့တော့အခုလိုဒီအညာသားတွေရန်ဖြစ်နေတယ်ဆိုတာမကောင်းပါဘူးသူတို့ရန်ရစ်ပြီးတော့သူတို့တာဝန်ကိုဖိဖိစီးစီးမလုပ်တော့ဒီစစ်ကောင်စီရဲ့ကားတွေစစ်ကောင်စီရဲ့ supply တွေကအကုန်လုံးအပေါ်တက်သွားဒါဘာလို့လဲသူတို့မစုစည်းလို့သူတို့စုစည်းတယ်ဆိုသူတို့ဂိတ်ကြီးတစ်ဂိတ်ဆိုရင် heavy ဝင်လိုက်ဆိုဂိတ်ကြီးမှာအဲ့လို heavy တစ်မျိုးနယ်ပေါ့နော်ဘယ်လမ်းမှာဘာရှိလဲတော့ကျွန်မလည်းမသိဘူးအမြန်လမ်းပဲဖြစ်ဖြစ်အနှွေးလမ်းပဲဖြစ်ဖြစ်ဂိတ်ကြီးသူတို့ရဲ့အုပ်စုကြီးကကြီးနေဆိုဒီဂိတ်ကိုပိတ်ချလိုက်တယ်ဆိုရင်သူတို့ဒီအပေါ်သွားမဲ့ဒီစစ်တပ် supply တွေအကုန်လုံးရပ်သွားမှာပေါ့ကျွန်မဒါစီးလုံးချင်းလို့ခေါ်ပါတယ်ဒါကြောင့်ကချင်မရှိလို့လည်းမရဘူးကရင်မရှိလို့လည်းမရဘူးเนาะအထူးသဖြင့်ကချင်မရှိလို့မရကချင်ကျမတို့ပြည်သူတွေနဲ့မတွဲလို့မဖြစ်ဘူးဘာလို့လဲဆိုကချင်ကိုပါသွားရင်ကချင်ကနေကြလာမယ်အစိတ်တွေကကျမတို့တတိုင်းပြည်လုံးအစိတ်ပြန့်သွားမှာဒီမြစ်စုံကိုသွားပြီးတော့သူတို့ရွှေကျင်မဲ့ကျင်ဘာပဲလို့ဒီကျမပြည်ကဘယ်နာထွက်ရွှေထွက်တယ်နော်ကရင်ပြည်နယ်မှာလည်းရွှေကျင်တယ်မင်္ဂလာပါအဲ့တော့ကချင်မပါလို့တော့မဖြစ်ဘူးကချင်ကျမတို့မြန်မာပြည်နဲ့ဆွဲထားမှာကုတ်ထားမှာဘာဖြစ်လို့ဆိုတော့ဒီ
ဒီကချင်ကထွက်ကုန်နေတယ်ကျမတို့တိုင်းပြည်ကစင်ကာပူတနာတယ်တကယ်ပြောတာသူတို့အိတ်ထဲထည့်နေလို့သူတို့ညံမရှိအကြံမရှိလို့ရှိတဲ့ဟာတွေရှောက်ရောင်းစားနေအဲ့ဒါတွေကိုကုံကြောဖြစ်ပြီးတော့ပြန်ရောင်းစားရင်ဒီတစ်ကိုခုတ်တယ်ဆိုအင်္ဂလိပ်ခေတ်ကလည်းမခုတ်ဘူးမတင်နဲ့တော့ကျွန်းတစ်ကကျမတို့တစ်ကဘာလုံးမှာကျွန်းတစ်ကျမတို့တိုင်းပြည်အကောင်းဆုံးတွေအများကြီးရှိတဲ့နေရာမှာဘိန်းအကောင်းဆုံးဖြစ်အောင်လုပ်တာတော့ဒါသူတို့ရဲ့တော်တဲ့အချက်တွေပေါ့ဒီကျွန်းကဒီလိုခုတ်ပြီးရင်အင်္ဂလိပ်ကခုတ်ပြီးရင်အနုတွေပဲမခုတ်ဘူးစိုက်သွားတာ तू ကအဲ့လိုရန်တမ်းပြီးတော့ဒေသနာဘခုသူတာမသိပဲနဲ့ရန်တမ်းပြီးမခုတ်ပညာမချိုးအောင်ကြည့်ရှုသူအားလုံး132ယောက်ရှိတယ်စိမ့်နီပြခရမ်းရောင်ပဲဖြစ်ဘာပဲဖြစ်ကလေးကိုပညာသင်ပေးပါဘိုင်ဘိုင်အလုံးမဆင်ပြေပါစေမိုင်းတို့ဒီသူတို့ state တစ်ခုနဲ့တစ်ခုကနေရာဒေသမတူတဲ့အခါကျတော့သူတို့ဥပဒေကိုငါတို့ဥပဒေမှာလုံးလို့မရဥပမာဒါဗိုလ်ချုပ်ကျေးရုပ်နဲ့ဥပမာပြောရရင်ကရားပြည်နယ်မှာဗိုလ်ချုပ်ကျေးရုပ်လုပ်တယ်ဆိုတာကဒါသူတို့ခြေနဲ့လားမခြေနဲ့လားသူတို့ voting ပေးပါစေသူတို့ရက်ကွာမခြေနဲ့အဲ့ကျေးရုပ်ကဗိုလ်ချုပ်ရုပ်ထုကမထုအောင်အပြိုင်ဆိုင်နေဟောလိုက်ထုတယ်ဟောမျိုးနယ်တွေမှာအပြိုင်ဆိုင်နေသိရမလားအဲ့လိုမျိုးပေါ့ဟိုလုံးတင်တာအဲ့ကျွေးရုပ်ကုန်မဲ့ဥစ္စာရက်ကွက်စေကန်းတို့စာကြည့်တိုက်တို့လုံးလိုက်မှမရှိဒီကျွေးရုပ်ကိုပဲသူပြိုင်ငါပြိုင်ပေါ့အဲ့ဒီကိစ္စတွေကိုဒီမှာပဲထားခဲ့အဲ့ကာချာအရန်ဆိုးတယ်သူပြိုင်ငါပြိုင်ဘာလဲမသိဘိုးကျိုးကလည်းငါကျွေးရုပ်ထုပါဆိုပြီးတော့အင်္ဂလိပ်ကိုတော်လာခဲ့တာမဟုတ် we appreciate what he done but move forward okay သူတို့ရန်ကုန်မြို့မှာဗိုလ်ချုပ်ကျေးရုပ်ကြီးချင်းရန်ကုန်မြို့မှာဗိုလ်ချုပ်ပန်းချန်ရှေ့မှာရှိတယ်ကဘာအဲ့ဒါ tourist attraction ရပြီးတော့ပတ်စံရနိုင်တယ်သူတို့စီမှာကျေးရုပ်စောက်ခိုင်းရမှာမဟုတ်အဲ့ကျေးရုပ်စောက်မဲ့ပတ်စံစာကြည့်တိုက်တို့နော်ကျမရေးချမ်းသာရေးအသုံးပြုလိုက်အများကြီးတန်မိုးရှိအဲ့ဒါကိုစဉ်းစားလို့ပြောတာပညာလို့ခေါ်တယ်သူတို့အီးရောင်ဝါတိုင်းလိုက်မရောင်နဲ့အခုကြံဖြစ်တာမကောင်းဘူးအလုံးမဲချစ်တယ်ဘိုင်ဘိုင်